ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ထင်ရှားအောင်မြင်နှောက်ရုပ်ရှင်ဆိုတဲ့အစီအစဉ်မှာဒီကနေ့ကျွန်တော်ရိုက်ကူးတင်ဆက်ပေးသွားမယ့်ဇာတ်ကားကြီးကတော့ပရိသတ်တွေမတန်ကုန်မှအသေးဆွဲဖြစ်ပြီးတော့တိတ်ကိုအောင်မြင်ခဲ့တဲ့ကနဦးရုပ်ရှင်ဇာတ်ကားတကားလည်းဖြစ်ပါတယ်ကျွန်တော်တို့တွေစတင်ပြသတဲ့1990ပြည့်နှစ်ကနေယနေ့ထိပရိသတ်တွေရဲ့နှုတ်ဖျားထက်အတွေးအာရုံနှလုံးသားထက်မှာအောင်မြင်စွာနေရာယူခဲ့တဲ့ရုပ်ရှင်ကားကြီးတကားဆိုရင်လည်းမမှားပါဘူးခင်ဗျာကျွန်တော်တို့ဆရာဆွေလိုက်ဦးရဲ့အင်မတန်မှကောင်းလာတဲ့ဝတ္ထုကိုဒါရိုက်တာတီဟာကျော်စိုးကအကောင်းဆုံးပုံဖော်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတကားလည်းဖြစ်ပါတယ်။ပါဝင်ပြီးတော့တရုတ်ဆောင်ကြတဲ့ actor တွေအနေနဲ့ဆိုရင်လည်းကျွန်တော်တိတ်ကိုလေးစားချစ်ခင်ရတဲ့ကန်နူငယ်နုပညာရှင်ကြီးတွေဖြစ်တဲ့အကယ်ဒမီများရှင်တွေဖြစ်တဲ့နေအောင်ခင်တီယာထွန်းတို့ကပါဝင်ထားပြီးတော့ဇက်ပုတ်အင်အားကောင်းကောင်းနဲ့ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ romance action ဆိုရင်လည်းမမှားပါဘူးခင်ဗျာ။ကျွန်တော်တို့ဘာကြောင့်ဒီဇာတ်ကားကြီးကယနေ့ထက်တိုင်ပရိသတ်တွေရဲ့နှလုံးသားထက်မှာနေရာယူထားလဲဆိုတော့တေချာတစ်ခုကတော့အဲ့ဒီမှာပါဝင်ပြီးတော့တရုတ်ဆောင်တဲ့မင်းသမီးချောခင်တီရာထွန်းရဲ့ထူးခြားတဲ့ item တွေရယ်ပြီးတော့ဒါရိုက်တာရဲ့ပြသမှုတင်ဆက်မှုတွေကပရိသတ်တွေရဲ့အဲ့ဒီကာလာတုန်းကတိတ်ကိုရှားပါတဲ့ပြသချက်တွေဖြစ်လို့လဲသဘောကျကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျအဲ့တော့ဒီဇာတ်ကားကြီးကဘာကားဖြစ်မယ်ဆိုတာပရိသတ်တွေလည်းအခုလောက်ဆိုရင်သိကြမယ်လို့ထင်ပါတယ်နာမည်ပြောလိုက်ရုံနဲ့ပရိသတ်တွေကအော်ဒီကားငါတို့သိကြိုက်တဲ့ကားဆိုတာပေါ့အသေးချာပြောနိုင်မယ့်ကားကြီးဖြစ်ပါတယ်မှန်ပါတယ်ခင်ဗျာမအေးပွင့်မြင့်မြင့်ဆန်လမ်း30ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ခလေးဘွားတွေကဒီခေါင်းစဉ်ကိုကြားလိုက်ပြီဆိုတာနဲ့ဘာရမှမသိပဲနဲ့ကျွန်တော်တို့နဲ့ရင်းနှီးနေတယ်အခုအသက်အရွယ်ရလာတဲ့အချိန်မှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာလဲတကယ်ကိုထူးထူးခြားခြားပင်ပင်မမတ်နဲ့ရိုက်ကူးထားတဲ့ရိုက်ကူးရိုက်ချက်တွေပါဝင်တဲ့တရုတ်ဆောင်တွေရဲ့ကြားရဇယုတ်ပေါ်မှာပြီးတရုတ်ဆောင်ခဲ့တဲ့တရုတ်ဆောင်မှုတွေကတိတ်ကိုလေးစားစရာလဲကောင်းပါတယ်ခင်ဗျအဲ့တော့ဒရိုက်တာတရားကျော်စိုးအနေနဲ့လေဒီဘက်ခက်မှာဆိုရင်ဒီဇက်ကားကိုပဲပြန်လဲပြီးတော့ခင့်တဲ့အညီပရိသတ်တွေသဘောကျနှစ်သက်နိုင်မဲ့တင်ပြမှုတွေနဲ့ရိုက်ကူးခဲ့ပါသေးတယ်အဲ့တော့ဒီကနေ့မှာကတော့ကျွန်တော်ကမူလလဟောင်းမအေးပွင့်မြင့်မြင့်ဆန်လမ်း30နဲ့ကျွန်တော်တွေ့ဆုံသွားမှာဖြစ်ပါတယ်ခင်ဗျာဆရာဆွေလိုက်ဦးရဲ့ဒီဝတ္ထုကရောဘာကြောင့်ပရိသတ်တွေကြိုက်ကြတယ်လဲဒီဇက်ကားကြီးရောပရိသတ်တွေကယနေ့ထက်တိုင်ဘာကြောင့်အားပေးနေလဲပါဝင်တဲ့တရုတ်ဆောင်တွေကရောဘယ်လိုအမှတ်တရတွေရှိမလဲဆိုတာကျွန်တော်နဲ့အတူတူဒီနေ့ရဲ့အစီအစဉ်ကိုဆက်လက်ပြီးတော့ကြည့်ရှုပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ရဲ့အစီအစဉ်မှာကျွန်တော်ကဒီဇက်ကားကြီးထဲမှာပါဝင်ပြီးတော့တရုတ်ဆောင်ထားတဲ့တရုတ်ဆောင်တွေရဲ့ဒါရိုက်တာရဲ့ကိုကျွန်တော်ဖိတ်ခေါ်ထားပါတယ်သူတွေဖြစ်မဲ့ဆိုတော့ကျွန်တော်မိတ်ဆက်ပေးပါရစေခင်ဗျာကျွန်တော်ရဲ့ပြီးနောက်မှာတော့ကျွန်တော်တို့တိတ်ကိုချစ်ခင်ရတယ်လေးစားရတဲ့အကယ်ဒမီများရှင်မင်းသမီးကျော်ခင်တီတာထုံးမဲ့ဖြစ်ပါတယ်အန်နီတန်မင်္ဂလာပါမင်္ဂလာပါရှင်ဟုတ်ကဲ့ဒီကောင်းကြမှာတယ်နော်အန်တန်ဟုတ်ကဲ့အခုတည်းတော့โอเคပါတယ်โอเคတယ်လှလာလဲရင်တိုင်းပဲလှနေတော့ပဲအပေးရဂျေဇုတင်ပါတယ်ရှင်ဟုတ်ကဲ့ပါတကယ်ချစ်စရာလဲကောင်းတယ်အန်တန်ဟုတ်ကဲ့ပါအဲ့တော့ဒီ fashion လေးဆိုရင်ကျွန်တော်လေအတွေးမမှားဘူးဆိုရင်အမှတ်မမှားဘူးဆိုရင်မြင့်မြင့်စံစပေါ်လာတော့က fashion လို့တော့ကျွန်တော်ထင်တယ်ဟုတ်ပါတယ်မှန်တယ်မလားမှန်ပါတယ်ဟုတ်ကဲ့ပါပထမအရှိကမအေးပွင့်ရတော့ရိုးလေးကရင်သမင်္ဂလေးနဲ့ဟုတ်ကဲ့အဲ့ဒါမြင့်ဆန်လဲစပေါ်ဒီဝစုံနဲ့ဟုတ်ကဲ့ပါခင်ဗျသမင်ကတော့မတူတော့ဘူးပေါ့နော်ဟုတ်ကဲ့တူပါတယ်ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်အဲ့တော့အဲ့ဒီတိုင်းရဲ့ပြိသက်တွေကိုလည်းနှုတ်ဆက်ပေးပါအောင်ခင်ဗျဟုတ်ကဲ့ကျမကိုကုတတိချစ်ခင်အားပေးလို့အထူးကိုဝမ်းသာပါတယ်ရှင်ဆက်လက်ပြီးလဲတတိရပြီးတော့အားပေးပါအောင်လို့ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့အန်တန်ပေးမှာရှိနေတာကတော့ဒီဇက်ကားကြီးတကားလုံးကိုအကောင်းဆုံးသောရိုက်ချက်တွေနဲ့ actor တွေပေါ်မှာကျွမ်းကျင်ကင်နိုင်ပြီးတော့ဒီဇက်ကားကြီးတစ်ခုလုံးပရိသတ်ကြိုက်အောင်ဖန်တီးခဲ့တဲ့ director တီဟာကျော်စိုးပဲဖြစ်ပါတယ်ခင်ဗျာဦးတီဟာမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါဦးတီဟာပရိသတ်တွေလည်းနှုတ်ဆက်ပေးပါအောင်ခင်ဗျကျွန်တော်ကတော့ကားတာနည်းနည်းကျဲတာပေါ့နော်ဟုတ်ကဲ့တချို့နောက်ပိုင်းကျတော့လည်းသိမသိကြတော့ဘူးဟုတ်ကဲ့ပါဒါပေမဲ့ဒီကားလေးကိုအခုလို interview လေးခေါ်မေးလိုက်တော့ပရိသတ်တွေပြန်ပြီးတော့ကိုပြန်သတိရပါတယ်ဆိုတော့ဝင်းတာတော့ဟုတ်ကဲ့ပါခင်ဗျကျေးဇူးလက်တင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါဦးတီဟာရဲ့ပေးမှရှိနေတာကတော့ကျွန်တော်တို့အမျိုးသမီးတွေအတွက်ပေါ့နော်အင်မတန်ကိုမှအားထားရလဲဖြစ်တယ်ကိုတိုင်းကလည်းကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လိုက်စားမှုတွေကယနေ့ထက်တိုင်လည်းရှိနေသေးတယ်ယနေ့ထက်တိုင်လည်းဒါအမျိုးသမီးတွေရဲ့အားကိုးရလဲဖြစ်တယ်ကျွန်တော်တို့လေးစားရတဲ့ကိုကာယဆရာမကြီးဒေါ်မာလာတင်မဲ့ဖြစ်ပါတယ်ခင်ဗျာအနီမာလာမင်္ဂလာပါမင်္ဂလာပါအနီမာလာလှလိုက်တာ hair style လေးရောအနီမာလာရှင်ရင်ဆွဲအသက်နဲ့တော့ကျွန်တော်မဟုတ်ပါဘူးမဟုတ်တယ်မျက်နှာပိုင်းဆိုင်ရနော်အဲ့တန်ဟုတ်တယ်လူပြိုနေတာတကယ်မဟုတ်ပါဘူးလူဝက်ချက်လေးပေါ့တာတို့သိအောင်လို့ပြောပြပေးပါအောင်အများကြီးပဲအများကြီးရှိတယ် exercise နဲ့လုံရတယ်လေအော်ကျမကြီးပဲကျမကြီးနဲ့လုံရတယ်ဒီ face
အကုန်လုံးသူ့လိုတင်ပေးထားတယ် ဩဟုတ်တိဟုတ်လားဟုတ်ကဲ့ဟုတ် ဒီအိုဝ ဩအိုဝနဲ့ အိုဝ ဟုတ် အိုဝ ဟုတ်ကဲ့ လို့တော့တာတင်းတာပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျ နော်အိုဝလို့တော့အထက်ကရှာတွေ ဟုတ်ကဲ့ပါ ရှာတွေလေပြင်းနေကင်ဆာမဖြစ်ဘူးပေါ့ ဩဒီတိုင်းအဲ့ဒါလေးရလေ့ကျင့် ဒါနဲ့တနည်း30 40 ဟုတ်ကဲ့ လို့ ဟုတ်ကဲ့ နေ့တိုင်းလုပ်တယ်အခုလည်းလုပ်တယ် ဩ နော်နောက်မျက်လုံးပြူးကြည့်တာပေါ့ ဩဟုတ် မျက်လုံးပြူးကြည့်တဲ့အခါကျတော့ဒီမျက်အိတ်တွေမကြဘူးပေါ့ ဩဒါမျက်လုံးအတွက် အဲ့မျ ဟုတ် က် ကဲ့ လုံးအတွက် ဟုတ်ကဲ့ပါ နောက်မျက်လုံးပြူးကြည့်တယ်မျက်လုံးရဲ့အနောက်မှာဘာတွေရှိတယ်ဘာတွေရှိတယ်အများကြီးပေါ့ ဟုတ်ကဲ့ပါ နားမှာတော့ပြောလို့ရတယ် ဟုတ်ကဲ့ပါခင်ဗျ အဲ့မျက်လုံးမပြတ်ဘူးပေါ့ ဟုတ်ကဲ့ပါခင်ဗျာ နော်နှဖူးတွေမတွန့်ဘူးနောက်စပင်းမကျွတ်ဘူးပေါ့ ဩလိုဝက်ချက်လေးတွေနော် ဟုတ်တယ် ဒါဟုတ်ကဲ့ပါခင်ဗျာ အဲ့ဥဝါတွေပါလုတ်လေနောက်ရှာလှဲ့တာ ဩရှာကိုတွင်းထဲမှာဟု လှဲ့ တ်ကဲ့ဟုတ် လှဲ့ ကဲ့ လို့ရှရင်ရှာကင်ဆာမဖြစ်ဘူးပေါ့ ဩဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ရှာချွဲတယ်လေ ဟုတ်ကဲ့ပါ နှုတ်ဆိုရှာကြီးတွေချွဲနေ ဟုတ်ကဲ့ဟုတ်ကဲ့ခင် အ ဗျာ တင်တန်းမှာတော့ပြောတာပေါ့ဒါယောက်ျားရှိလို့ရှရင်ရှာမချွဲရဘူးလို့ဘာလို့ညာ ဟုတ် လို့ ကဲ့ ပေါ့ ဟုတ်ကဲ့ နော် ဟုတ်ကဲ့ ရှာချွဲလို့ရှရင်ဒါဘယ်သူမှမကြိုက်ဘူးအနတ်နံလာတယ် ဩဟုတ်ကဲ့ဟုတ် အန ကဲ့ တ်နံမှာပေါ့ ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ အဲ့တော့ရှာကစား ရှာကစားပြရတယ် နောက်တစ်ခါလေဘင်းနေမကြောက်ဘူးပေါ့ အော် လေဗင်းနေမ မ တွေ့ စရာလေးတွေနော် လေဘင်းနေမတွေ့ဘူးပေါ့ဒါကြောင့်လာတက်ပါအလကားလာတက်လေရပါတယ်ဘယ်သူမှလာမတက်ကြဘူး ကဲချစ်လိုက်တာဒီမှာလားဟုတ်တယ်ဘာဖြစ်အခုချိန်လေးတွေ့မှာတော့ဒါပညာလေးရသွားတယ်ကျွန်တော်အေးရောက်ပြီဆိုတော့လိုက်လုပ်ကြည့်ရတယ်နော်ဒါမျိုးလေးတွေကဟုတ်ကဲ့ စာထုတ်တော့ဒီအကျော်ကရှင်သားနဲ့ဆိုင်တယ်ဒီအကျော်ကရှင်သားနဲ့ရှင်သားကင်ဆာမဖြစ် ဖြစ်ဖို့အော်မသားစရာလေးပါ ပြေပြေမြင့်လာပြီ အဲနောက်တစ်ခါလက်ကိုအပေါ်တင်ထားလို့ရှင်နားမကမှုပေါ့ အော်ဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာ လက်ကိုမြှောက်မြှောက်ပေးတာ ဟုတ်ကဲ့ပါ အဲလက်ကိုတစ်ခါနောက်ကိုပြစ်လို့ရှင်ရှင်သားကင်ဆာမဖြစ်ဘူးနှလုံးမဖြစ်ဘူး ဟုတ်ကဲ့ပါ အများကြီးပဲတိမ် တ လို့ပါ ကယ်ကိုသိမှတ်စရာတွေပဲဒါကြောင့်ကျွန်တော်ပြောတာအမျိုးသမီးတွေအတွက်ကို ဒါ အင်မတန်ကိုမှ ဒါတင်တယ် အားကိုးရနော်ဆရာမကြီးရဲ့အခုစကားပြောတဲ့ခါမှာအနီမာလာရဲ့ပြောပြမှုလေးကဒါကျွန်တော်တို့တော့ဘေးနားကနေပြောအခုချက်ချင်းပဲဒီမိနစ်တိုလေးအတွင်းမှာချက်ချင်းဒါပညာရသွားတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်အနီမာလာအနုပြုံမှုရဲ့လှုပ်ဝက်ချက်တွေပေါ့နော် လက်ဝက်ချက်တွေပြောပြမယ်နောက်တော့ပြော ဟုတ် ပြ ကဲ့ မ ပါ ယ် ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီနေ့မှာတခုပေါ့နော်ကျွန်တော်ကပရိသတ်တွေကိုကြိုတင်ပြီးတော့လဲဒီ season လေးမစတင်ကမှာပြောချင်တာကကျွန်တော်တို့ဒီကားမှာအဓိကmain role ကနေပြီးတော့ပါဝင်တဲ့တရုတ်ဆောင်မင်းသားကြီးဦးနေအောင်ကိုကျွန်တော်တို့ဒီ season အတွက်ကိုကျွန်တော်တို့ invite လုပ်ပါတယ်ခင်ဗျာဒါပေမဲ့လည်းကျွန်တော်တို့ချစ်ရတဲ့လေးစားရတဲ့ဦးနေအောင်ရဲ့ကျမကြီးကြောင့်ဒီနေ့ရဲ့ season လေးမှာဒါမပါဝင်ဖြစ်တဲ့အတွက်လည်းပရိသတ်တွေလည်းနားလည်ပေးချလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့မှာဒီပညာရှင်တွေနဲ့ကျွန်တော်ကတွေ့ဆုံပြီးတော့ဒီဇက်ကားကြီးရဲ့ဖြစ်တည်မှုဒီဇက်ကားကြီးရဲ့မှာပေါ်နေတဲ့ဇက်ဝင်ခန်းတွေရဲ့အမှတ်တရတွေအခက်အခဲတွေကိုပြန်ပြောင်းရင်းနဲ့နှစ်ပေါင်း35နှစ်ကျော်လာကကာလလေးတစ်ခုကိုကျွန်တော်ပြန်သွားပါမယ်ခင်ဗျာလွမ်းမိမယ်လို့တော့ထင်ပါတယ် လွမ်းမာတယ် ပြန်ရောက်သွားတယ် ။လဲအောင်ပါလေ။ဦးတရားပြောပါဦးခင်ဗျာ โอเคခုနကပဲပြောပါသေးတယ်မိုင်းပွင့်မြစ်ဆန်လန်30 TV မှာစာတမ်းပဲရှိသေးတာပေါ့နော်အဲ့ဒါကြည့်တာနဲ့လို့အရင်ကဟာတွေပြန်သတိရစက်သိန်းအောင်ထတာ ။တက်သိန်းအောင်ထားတယ်နော် ဟုတ်ကဲ့ခဲ့တာလေးတွေပေါ့နော် ဟုတ်ကဲ့ပါ တကယ်ပြင်ပန်းခဲ့ပါတယ်တကယ်လည်းအားလုံးစူးစမ်းလို့လည်းဒီနေရာရောက်ခဲ့တာပေါ့နော် ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့အဲ့တော့အနီတန်ကတော့ဒီကားထဲမှာ character ကနာမည်2မျိုးနဲ့မအေးပွင့်ကောမြင့်မြင့်စံကော2မျိုးနဲ့ပါဝင်ထားပါတယ်ဦးနေအောင်ကတော့ဒါဘာခက်character နဲ့ပါဝင်ထားတယ်အနီမာလာကတော့ဒေါ်ရိုစီမတ်ရိုစီနေရာနေပြီးတော့ဒါပါဝင်ထားပါတယ်ဆိုတော့ဒီဟာတွေကတော့ကျွန်တော်တို့ character name တွေဖြစ်ပါတယ်အဲ့တော့ character name လေးတွေနဲ့ပဲကျွန်တော်တို့သွားလိုက်ကြမယ်เนาะဟုတ်ကဲ့ပါခင်ဗျအဲ့တော့ပထမအဦးဆုံးဆရာဆွေလိုင်ဦးရဲ့ wit 2ပေါ့เนาะဒီ wit 2ကကျွန်တော်တို့တိတ်ကိုအောင်မြင်တဲ့ wit 2လို့လည်းပြောလို့ရပါတယ်ဆရာရဲ့အရေးသားတွေကလည်းအမတန်မှကောင်းတယ်ပြီးတော့ဆရာကအများဆုံးအဖြစ်စုံတ wit 2လေးတွေများတယ်အဲ့လို action လေးပြရတယ်ဆိုတော့ကိုဦးတီယာနဲ့ဘယ်လိုချိတ်မိပြီးတော့ဒီဇက်ကားကြီးကိုစတင်ပြီးတော့ပေါ့တတိတကျွန်တော်ဖေဖေကြောင်းပါပဲ ဟုတ်ကဲ့ ကျွန်တော်ဖေကျေးဇူးပါကျွန်တော်ရုပ်ရှင်နယ်တဲ့ဘွဲရတော့ဒီရုပ်ရှင်နယ်တဲ့ကိုဝင်ရတော့မယ်လေ ဟုတ်ကဲ့ ဝင်ရတော့မယ်ဆိုတော့အဖေကဘာပြောလဲဆိုတော့ဘေးကလာတဲ့ငံပြာကြီးကိုလူတိုင်းသိတယ် ဟုတ် ဒီ ကဲ့ အကျော်ဆိုဘယ်သူမှမသိဘူး ဟုတ်ကဲ့ဟုတ်ကဲ့ မသိဘူးဆိုတော့ဒီအကျော်ဆိုသိဖို့အတွက်ကိုနာမည်ရှိတဲ့ဇက်တွေနာမည်ရှိတဲ့မင်းသားမင်းသမီးတွေကိုမိတွဲပြီးတော့လုပ်ရမယ် လုပ်ရမယ် ဒါမှကိုယ်လူသိလာမှာပေါ့ ဟုတ်ကဲ့ ဒီတိုင်းကိုသွားတော့ဘယ်သူမှမသိဘူး ဟုတ်ကဲ့ပါ ဘေးကလည်းငံပြာကြီးဆိုလူတိုင်းသိလိုက်တယ်နာမည်ပြောလိုက်တိုင်းလူ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့မင်းကိုလူတိုင်းသိဖို့အတွက်ကိုဒီလိုရရမယ်ဆိုတော့ဂျမဝတ္ထုကိုကျွန်တော်အရင်ဆုံးစ အ ပြီး ရင်ဆုံးဟုတ်ကဲ့ အဖေကိုပြောပြတော့ ဟုတ်ကဲ့ ဖေကသူဖတ်ကြည့်မယ် ဟုတ်ကဲ့ပါခင်ဗျ ဖတ်လိုက်တော့သူအရန်သဘောကျ ဟုတ်ကဲ့ပါ သဘောကျပြီးတော့ကိုကျော်ဟင်းတို့ဒေါက်ခင်တန်းနုတို့ အဲ့ဒီခင်တန်းနုတို့ ကျွန်တော်အပ်တာပေါ့နော် ဟုတ်ကဲ့ ကျွန်တော်သားလေး ဟုတ်ကဲ့ပါ ဒိုက်တာလုံးမှမဟုတ်လို့ဝိုင်းပြီးပန့်ပိုးကြပါဆို ဟုတ်ကဲ့ အဲ့မှာရိုက်တဲ့ခါကျတော့ဂျမစရီတုန်းကနာမည်ကြီးတွေကြီးပဲ
ကိုကျော်ဟင်းတို့ဒေါခင်တန်းတို့မဝေမင်းမောင် ဟုတ်ကဲ့ ကင်မရာမင်းဆိုလည်းကင်မီချစ်မင်းလူediting လို့တကယ် share တွေပဲပြုလုပ်နေတာကိုတယောက်ပဲမ share တာအဲ့တော့ ဟုတ်ကဲ့အသက်လူတစ်တန်းဖြစ်တာပေါ့ လူတစ်တန်း ဟုတ်ကဲ့ဟုတ် အဲ့တော့ကားရိုက်နဲ့ဟိုရှင်းပြောရင်တော့ပညာလည်းအများကြီးရပါတယ်ဒုက္ခလည်းအရန်ရောက်ခဲ့ပါတယ်ဘာလို့တကယ်နာမည်ကြီးတွေနဲ့ကျွန်တော်တိုးရတာကျွန်တော်ပေါက်စားပဲရှိ ဟုတ်ကဲ့ဟုတ်ကဲ့ ငယ်တယ်ကျွန်တော်က cinema diploma နဲ့အောင်ပေမဲ့ service ကျတော့နှုတ်သေးတယ်လေတော့အဖေနောက်မှာတော့အမြဲလိုက်ဖြစ်တယ်ဒီစီအနေနဲ့တော့ရင်းတယ် practical အနေနဲ့တော့နည်းနည်းလိုတာပေါ့ ဟုတ်ကဲ့ပါ အဲလိုတော့ကျွန်တော်အဲ့မှာစရတဲ့ခါကျတော့ကိုကျော်လို့ဒေါခင်တန်းတို့ကလည်းကျွန်တော်လက်တွဲခေါ်ပါ ဟုတ်ကဲ့ပါဟုတ် ဒါပေမဲ့ကျွန်တော်ဘာတစ်ခုဒုက္ခရောက်ခဲ့လဲဆိုတော့ကျွန်တော်က experience နေတာရယ်เนาะသူတို့နှစ်ယောက်အားပြိုင်မှုကြားထဲမှာကျွန်တော်ညံ့နေတာ အော် နှစ်ယောက်တော့တော်တယ်လေ တော်တော့ဟုတ်ကဲ့ တော်တယ်နောက်ပြီးတော့တယောက်ကလည်းဂျင်မာတယောက်ကလည်းဘာခက်ပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့ဘာခက်ပါအဲ့သူတို့နှစ်ယောက်ရိုက်တဲ့အချိန်မှာကျွန်တော်ကဟိုချင်းပြောတော့ကျွန်တော်ကခြားတိတ်လည်းဖြစ်ငယ်လည်းငယ်ဆက်ပဲလည်းနူးတယ်တော်မလို့သူတို့ပြောစကားလည်းနားထောင်ရတယ် ဒါပေါ့ ဟိုကိုလုံးချင်နာကြီးရဲ့လည်းသိမလို့ရ မလုပ်ရဘူး ဟုတ်နော် ဟုတ်ကဲ့ ဒါသူကကိုအဖေကအပ်ထားတယ်ဆိုတော့သူတို့ပြောတာလေးကိုပဲကျွန်တော်လိုက်လို့ရတော့နော်ကိုစိတ်တိုင်းကြလေးတချို့ဟာလေးမရှိတာမရှိတာရှိခဲ့ဒါပေမဲ့အရန်အောင်မြင်ခဲ့တယ်အဲ့ကအဲ့နော်ဒါပေမဲ့အောင်မြင်ခဲ့ပြီးတော့ဘာပြောဆိုချိတ်မိတာအဲ့ဒါစာချိတ်မိတာပဲဆွေလိုင်းအခုကိုနာမည်ကြီးနေတဲ့တော့ကျွန်တော်စတင်တော့ဆွေလိုင်းဝတ္ထုကပိတ်ထားတာ အော် လုံးဝပိတ်ထားတယ်သူကလုံးဝရုပ်ရှင်ရိုက်လို့မရ ဟုတ်ကဲ့ အဲ့ကျွန်တော်ကအဲ့တော့ဖေဖေကပြောလို့ဒါဆိုရင်လည်းဒီဝတ္ထုကပိတ်ထားတယ်ဆိုတော့မင်းဘယ်လိုလုပ်မလဲတဲ့ လိုရိုက်မလဲပေါ့ ဒါပေမဲ့ဇန်လန်းစီစီအဖွဲ့အားလုံးကကျွန်တော် second year diploma နဲ့ကျွန်တော်ပြီးတာတော့ ဟုတ်ကဲ့ပါ ဇန်လန်းစီစီအဖွဲ့မှာကျွန်တော်ဆရာတွေရှိတယ် ဟုတ်ကဲ့ပါ အဲ့တော့ကျောင်းမှာလည်းကျွန်တော်က driver စုတွေရော first လည်းရအဲ့လိုရတဲ့တော့ဆရာလည်းကျွန်တော်သိတယ် ဟုတ်ကဲ့ ပြီးတော့ကျွန်တော်သွားပြောတော့ပထမတော့သူကဟိုမျက်နှာလိုက်တာဖြစ်သွားမှာဆိုလို့ကျွန်တော်မပေးချင်ဘူးမပေးချင် ဟုတ်ကဲ့ ဒါပေမဲ့ကျွန်တော်ခဏသွားငိုပြတော့เนาะငိုပြတော့ကျွန်တော်ခံဝင်ချက်နဲ့ရိုက်ရတာဒါသူတင်ထားတဲ့အတိုင်းရိုက်ရမယ်တင်ထားတဲ့အတိုင်းမရိုက်လို့ဆိုရင်ကျွန်တော်ရာသက်ပံပြန်ဆွဲရမယ်ပြန်ဆုပ်ရမယ် အော်အဲ့လို အောင်မြင်သွားရင်တော့ဆက်သွားမယ်ပေါ့ ဆက်သွားမယ် အဲ့ဝတ္ထုကပွင့်သွားဝတ္ထုဆွေးလိုင်းကပွင့်သွားတာ ဟုတ်ကဲ့ လုံးဝပိတ်ထားလုံးဝမရ ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်ရိုက်လိုက်တော့ကားလည်းအောင်မြင်တော့သူတို့လည်းတော်တော်ဒုက္ခရောက်ပါတယ်သူတို့လည်းဝတ္ထုပိတ်ထားတော့ဝင်မရှိဘူးယောက်ျားလည်းမရှိတော့ဒါပေမဲ့ကျွန်တော်လမ်းဖွင့်ပေးလိုက်တော့ဝတ္ထုကတော်တော်လေးပြန်ပြီးပေါက် ပါဝါ ပေါက်လဲပေါက်တယ်ဝယ်တဲ့လူတွေလိုက်တာဒါပေမဲ့ကန်းလည်းဖြစ်ကျွန်တော်သူများရိုက်ရင်အဆင်ပြေကျွန်တော်ရိုက်တာကြီးပဲအဆင်ပြေ ပြေးတာ ကျွန်တော်လည်းကန်ဆက်တယ် ကန်ဆက်တာပေါ့နော် သူတို့လည်းအဆင်ပြေတယ် ဟုတ်ကဲ့ ကျွန်တော်လည်းဒီကားလေးကျွန်မမှာစပေါက်တော့အဆင်ပြေသွားတော့ ဟုတ်ကဲ့ပါ ဒါပေမဲ့ဘာပြဿနာတက်လဲဆိုမာအီးပွင့်မြင့်ဆန်လာဆိုနည်းနည်းတော့ပြောရတော့ရှိတာနော်မာအီးပွင့်မြင့်ဆန်ဘာလို့ပြောကြတာအဲ့ဒါတော့ဖေဖေက producer ကျွန်တော်က director နဲ့ကျွန်တော်တင်တော့အောင်မြင်သွားတော့ ဟုတ်ကဲ့ပါ ဒါပေမဲ့အောင်မြင်သွားပြီမဲ့ဘာဖြစ်လာလဲဆိုတော့တရားကြော်ဆိုးလာမခါဘူး ဟုတ် လာမကားပဲအဲ့မှာကိုစိန်တမ်မဏိဆိုတာရှိရလေဖေဖေတဲ့ပဲကိုစိန်တမ်မဏိကကူညီပေးတယ်ဆိုတရင်ကထွက်ပြီးတော့ကိုစိန်သမီးကိုငှားကြ ဟော ကိုစိန်သမီးရဲ့ကျွန်တော်ကငယ်တော့ဆက်ပဲနူးတယ်ဆိုတော့ကျွန်တော်မထင်ဘူးပေါ့နော်အမှန်တော့တကယ်ကျွန်တော်လုပ်ခဲ့ရ လောက်ခဲ့ရတာ တကယ်ဖန်ပြီးခဲ့တကယ်လုပ်ခဲ့အာဒီဟာစကားရိုက်တာမကြောက်ဘူးအဲ့ဇက်ကိုတီဆောက်ရတဲ့ရှဂျူးဆွဲရတာနဲ့နဲ့ချီကျွန်တော်ရေးခဲ့ရနော်ကျွန်တော်ယူတော့ဘယ်လိုလုပ်မယ်ဆိုပစ္စည်းကကားရိုင်အကုန်လုံး ready ရှာစရာမလိုဘူးကားမြက်ကမှကျွန်တော်ရှဂျူးကဆွဲပြီးသားမင်းသားကဘာဝဲမယ်မင်းသမီးကဘာဝဲမယ်ကိုကျော်ဟင်းဆိုကျွန်တော်အရန်ဆန်တာ ဟုတ် တောသားဆိုရင်ဘာဝဲရမလဲအဲ့လိုမျိုးပေါ့နော်ပစ္စည်းတွေထုတ်ပြရတာလို့ခင်းပြကျွန်တော်ရွေးပြတယ်သူသဘောကျပါမမနူလည်းအဲ့လိုပဲအဲ့တော့ကျွန်တော် second ညကျတော့အဲ့ဒီကရိုက်မယ်ဆိုတော့အဖေကမရိုက်တော့ဘူးလေပြင်မှတ်တယ်လေမင်းကမလှုပ်ချင်လို့ကမလှုပ်တော့ဘူးတဲ့အဲ့ဒါကျွန်တော်လှုပ်ဖို့ကြိုးစားတာပေါ့နော်အဲကြိုးစားတဲ့ခါကျတော့ခုနကလိုပေါ့ကျွန်တော်စိတ်တိုင်းကြကျွန်တော်လှုပ်ချင်တာကိုလှုပ်ချင်တယ်ဆိုရွေးလိုက်တာဟုတ်အနဲ့အောင်ပဲဘော်ဒါယူလည်းဖြစ်နေတယ်လေဘော်ဒါယူလည်းဖြစ်နေတယ်တော့ဖေတို့ကလည်းအဖေကလည်းဦးထုံးမြင့်ထွန်းတကယ်ကြီးတယ်မိတ်ဆွေရဖြစ်ပြောလို့ဆိုရဟိုကကျတော့ကျွန်တော်တဲ့အရန်မြင့်တော့အကြီးတော့ကျွန်တော်ပြောရတာမပြောရဲဘူးကြောက်တာတွေလည်းပါတယ်မပြောဝင်တာတိုးလှုပ်ချင်တာလည်းမလှုပ်ရတယ်ရှိတယ်နောက်ပြီးတော့ခုနလိုကိုလှုပ်ပြီးတော့သူများနာမည်ထွက်နေတာကိုလည်းကျွန်တော်မကြိုက်ဘူးကျွန်တော်လှုပ်တယ်ဆိုတာပြချင်တော့ကျွန်တော်တက်ထွက်မှာကိုရတော့မယ်ဆိုတော့ကျွန်တော်အဲ့မာအေးဝင်မြင့်ဆန်လာကျွန်တော် producer director လောက်အဖေကကန့်ွက်တယ်မလုံနေတဲ့ဟောနှမျိုးပေါ့နော်တိုင်းပြည်ရအေးတာတိတ်ကြသေးတာတခုမင်းကလည်း service ကနည်းနည်းနင်းနေတာတခုနောက်နဲ့၄-၅ ခါတော့လုပ်ပြီးမှလုပ်ပါလားဆိုကျွန်တော်ကလည်းမရတော့အဖေကို၃ချိန်ထိုင်ကြတော့ကျွန်တော်လုံးဝရတော့မယ်ဆိုတော့ကျွန်တော်ထွက်လာ အမတရားပဲ အဖေကစိတ်ပူနေအောင်နော်ကျွန်တော်အရင်စိတ်ပူနေအောင်သူလေဝင်မပါဘူးဆိုပေမဲ့လည်းသူအဝေးရတယ်အမြင်နားဆွဲတယ်ဘ누구သုံးပါလဲဘ누구လုံးဝဘ누구ပါလဲဆိုအဲ့ဒါကျွန်တော်မခင်ဗျာထွန်းမတန်းအောင်အရင်ဆုံးစ try တော့နော် ဟုတ်ကဲ့ပါ try တော့ तू ကဘာပြောလဲဆိုဒီဝတ္ထုကကျွန်မအကြည့်ပြီးရေးရတာလေဖတ်စရာမလိုဘူးလေအကုန်သိတယ်လေဒါဆိုကျွန်တော်ထွေးထူးပြောစရာမလိုဘူးလေနောက်တစ်ခုကကျွန်တော်ကရိုက်တဲ့ခါကြလို့ရှိရင် sexy ဘိုင်းလေးတွေပါတယ်ဒါ
ဒါပေမဲ့မိသားစုကြည့်လို့ရ ရမယ် ကျွန်တော်သူများရိုက်တယ်ဆိုတာမိသားစုကြည့်လို့မရဘူး ဟုတ်ကဲ့ အဲ့ဒါမရိုက်တတ်လို့ ဟုတ်ကဲ့ပါ နော်ရိုက်တတ်ရင်မညစ်ပတ်ပါအောင်ရိုက်တတ်ရင်တော့ကြည့်လို့ကောင်းတာ ဟုတ်ကဲ့ အဲ့လိုမျိုးတွေပေါ့ဒါပေမဲ့တခါကျရင်ဆွေလိုင်းကအရန်ကောင်းတော့သူ့ဟာကိုအရန်ဖြီတွေးဖဲပြီးရိုက်ပြန်လဲတချို့ဟာမင်းဝတ္ထုထဲမှာဘယ်လိုမရိုက်တာဘယ်လိုဆိုဝေဖန်ခံရမှာလဲကြောက်ရပြီ ဟုတ်ကဲ့ ကျွန်တော်မှခုနလိုပဲကိုယ်နာမည်ရဖို့ရယ်နော်ဝတ္ထုကိုလည်း မပြတ်အောင် မပြတ်အောင် ဟုတ်ကဲ့ ပုံတော့နော် ဟုတ်ကဲ့ ဘလို့ပါရှင်းမအောင်မြင်ပြီးတော့ဒီမှာကြမှာခင်ဗျာထွန်းနေအောင်နဲ့ရိုက်တော့မှရှစ်ကောင်းမမီပါလားဆိုမှလဲကျွန်တော်ရမ်းစိတ်ပူတယ် ဟုတ်ကဲ့ပါ အဲ့သုံးချက်နဲ့ကျွန်တော် try ရတာအဲ့ကောင်ကြီး ဟုတ်ကဲ့ပါ တေးချက်ကြရိုက်တော့ပစ္စည်းဆိုလဲအစုံ အစောဟုတ်ကဲ့ ငါတန်းကိုကျွန်တော်အဝက်စားသူမေးကြည့်လိုက်ကျွန်တော်ကဝက်တော့မယ်ဆိုတော့ကရင်မလေးပို့သွားရဲဆိုတော့အင်ကြီးဖာမှာတငယ်ချင်းတွေကိုလှမ်းมาထမိန်ဆိုရဲလှမ်းมาပထမတစ်ခေါက်မှာလိုက်တော့ထမင်းကလေးနေတော့မတန်ပြေးလို့ရအောင်မဟုတ်ဆိုနောက်ထပ်3ထည်ထပ်မှာ reset တွေပေါ့နော်ကျွန်တော်4စုံ4စုံအင်ကြီး4ထည်ထမိန်4ထည်ကျွန်တော်အဲ့လိုလုပ်ထားဘာဖြစ်လို့4ထည်လုပ်ထားရလဲဆိုတော့ရေထဲဖြတ်သွားဆိုရင်ချက်ချင်းမချောက်ဘူးလေ ဟုတ်တယ်ဟုတ်တယ် ready made ပြန်လုပ်အောင်20 page ရှိတယ်အဲ့ဒါစုပ်သွားတာရှိတယ် တပုံစံနဲ့ကိုပဲလေးတယ် အဲ့ဒါတော့တကယ်ကျွန်တော်အချိန်လူရရတဲ့အတွက်မလို့ခုနလိုဒီဟာ6ခံဖို့လို့ပြန်ချုပ်ဖို့ဆိုတာအချိန်မရအဲ့တော့ငကိုတဲ့ထမိန်အစုပ်အဲ့တော့မြင်းစီးမယ်ဆိုမှသာဘောင်းမီလို့အဲ့ထမိန်ဝဲ ဟု ချုပ် တ်တယ်အဲ့ဒီထမင်းကိုပဲအထဲမှာရှမ်းပေါင်းပြီး ရှမ်းပေါင်းပြီးလို့ချုပ် နော် အော်ဟုတ်ကဲ့ဟုတ်ကဲ့ တော့မြင်းပေါ်တက်ခွတဲ့အခါကြလို့ရှိရင် ခွမယ်ဆိုရင် ထမိန်နဲ့ဆိုအဆင်မပြေဘူး ဟုတ်ကဲ့ လေဒါပေမဲ့ရှမ်းလို့ချုပ်ပေးထားတဲ့အတွက်မလို့မသာ ရင်းစီးရဲ့ခါမှာ နော်ရွေးရတဲ့အချက်ကလည်းမြင်းခမ်းမှာမသာမြင်းအရန်ကျွမ်းတဲ့အတွက် ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်ရွေးတာနော် ဟုတ်ကဲ့ အမားဆိုကျွန်တော်အရန်စိတ်ဆိုသူပြန်မသုံးလို့ ဟုတ် မခင်တန်းကိုပြောတယ်လေ အော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ မသာပြောလိုက်တယ် အော် ပြောလိုက်ကိုကျော်ဟင်းလည်းအဲ့လိုပဲကျွန်တော်စကားမပြော မပြောဟုတ်ကဲ့ အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုကျွန်တော် changes လေးပေါ့နော် ဒါပေါ့ဒါပေါ့ပြောင်းလဲလေးဖြစ်သွား ကျွန်တော်ကိုယ်တိုင်လောက်တာကိုလည်းပြချင်တာ ဟုတ်ကဲ့ ရယ် ပါ နောက်တော့ကျွန်တော်ပြောလို့ဆိုလို့ရမယ့်လူကိုလည်း ဟုတ်ကဲ့ ကျွန်တော်ဆိုမှလည်း discuss လုပ်တာ ဟုတ်ကဲ့ပါ ကိုင်းတော့မယ်ဆိုမြဲမေးတယ်ဒီလိုဘာဝတ်ချင်တယ်ဘယ်လိုလုပ်ချင်တယ်လူချမ်းကတော့ဘယ်လိုကိုနေအောင်ဆိုတဲ့တန်ကိုနေရဲ့ website design အားလုံးကျွန်တော်ဆက် ဟုတ်ကဲ့ပါ အကုန်လုံးဒါဖက်အုတ်အကုန်လုံးဘန်ကောက်ကနေဝယ်လာ ဒီလိုမျိုး ဒီဇိုင်း ကိုကျော်ဆိုအဲ့ဆိုကျွန်တော်ဦးနေအောင်လည်းမတူဘူးလားဗော ဟုတ်ဝင်လာတဲ့ပြောနေတာဟာ အဲ့ဒါကြောင့်အားရှိသွားတယ် ကျွန်တော်လည်းအမတ်တရားလေးဖြစ်ချင်တယ်ပထမဦးဆုံးစပေါ်တဲ့အချိန်မှာဦးနေအောင်လည်းဒီလိုပုံစံလေးဝတ်ထားတော့အဲ့ဒါနဲ့ပြန်ပြီးတော့ဝတ်ဖြစ်တာပါဟုတ်ကဲ့ပါ တူတယ်တူတယ် အဲ့ဒါခုနကဝတ္ထုယူရတဲ့အကြောင်းချင်းနောက်တော့ဟိုကိုတင်အောင်ခင်ဗျာထွန်းရွေးရတဲ့အကြောင်းရင်းဒါပေါ့နော်အဲ့တော့ဒီကားလေးကိုကျွန်တော်အရန်ဟိုတော်တော်အခက်ခဲနဲ့ရိုက်ရရဲဆိုတော့ကျွန်တော်မှလည်းဟိုကျွန်တော်ကတော့အကြောင်းသားပဲရှိသေးတာအဲ့ဂျားတွေကနေတော့မဖြစ်ဖြစ်အောင်ရိုက်မယ်ဆိုပြီးတော့အားလုံးဦးအန်ကျော်လို့ကအစဦးအန်ကျော်လို့လည်းအဲ့လိုဒီကျမ်းမှာတောင်းဝင်တော့မင်းကငါချီလာတော့ကွာမင်းအခုငါ့ကိုတောင်းဝင်ပြန်ပေးတယ်လို့အဲ့လိုဒါပေမဲ့တယောက်ချင်းကလည်းအရန်ကောင်းတယ်ခုနပြောသလိုပေါ့နော်လူချမ်း30ဆိုလူချမ်းဘယ်လောက်ရှားလဲဆိုလူချမ်း30မပြည့်ဘူး29ယောက်ပဲရှိတယ် အော်ပါသွားတာ29ယောက်ပဲပါသွားတယ်ကျွန်တော်ခေါ်သွားတဲ့အတွက်ရန်ကုန်မြို့မှာရှိတဲ့ရောက်ရှင်အားလုံးရပ်သွားတယ်ဟောလူချမ်းအကုန်ဒီလောက်ဟိုမ လူချမ်းကုန်တယ်ွာ ဟုတ်လားဒီဆိုပြန်မပို့လို့ဒီကနေကျွန်တော်လန်အော်စူနေတဲ့ကောင်လေးရှိတယ်ကျွန်တော်ပြန်မရောက်ဘူးလေကျွန်တော်ကမပြီးသေးလို့အဲ့လိုမျိုးပေါ့နော်နောက်ဆုံးကြတော့3ယောက်လိုနေတော့ကျွန်တော်ကမဖြစ်ဘူးကျွန်တော်ကလည်းတမျိုးမြင်း30လဲ30မှာနော်လူဆိုလည်း30ဖြစ်မှာရတယ်မင်းတို့ကမသိတာတော့ပြိတ္တာသိတယ်အဲ့တော့ကျွန်တော်ကသူ့ကိုဟိုလူ30မပြည့်တော့3ယောက်လိုနေရွာတွေက3ယောက်ကိုကျွန်တော်ခေါ်ခိုင်းလိုက်တယ်ခေါ်ခိုင်းတော့ရွာတွေက3ယောက်ကရိုက်လိုက်တာလူချမ်းဆိုတာမျက်နှာခက်တီတီနဲ့သူကတကယ်ဟိုကပုံပြသူကရီးနေရီးနေတော့ကျွန်တော်မှလေဖလင်ကလည်းရှားတော့ခဏခဏဆိုခုကယ်မီကိုတန်းညပေါ့နော်သူကနေပြီးတော့ကိုတရားလေဖလင်လည်းခုံတော့မဖြစ်ဘူးလေလူလဲမှရမယ်ဆိုရွေးလိုက်တာဘယ်လိုရွေးလိုက်လဲဆိုဒရိုက်တာရဲ့ကင်မရာမင်းရဲ့ editing ဆိုကျွန်တော်ပါကျွန်တော်ပါပါပြီကျွန်တော်နှခမ်းဝဲတွေဝိုင်းစီဂျက်ကင်တွေဝိုင်းဆိုကျွန်တော်ညင်းလို့မရဘူးဖြစ်နေဟော အော်အဲ့ဆိုရင်ကိုတရားကိုပါလိုက်သေးတာပေါ့ ပါတော့ကျွန်တော် โอเคကျွန်တော်မသိလိုက်ဘူး အဲ့လို အဲ့ မျိုး ဒီကပြလို့ ကျွန်တော်ကခုနကတော့ဒရိုက်တာဆိုတာသူများတော့ပြောဆိုဟောငါ့နေတာတကယ်လည်းကိုလည်းအဲ့နေရာမှာဝင်လဲထိုင်လိုက်တော့ကျွန်တော်ကင်မရာကိုမကြည့်ရဘူးဒုက္ခရောက်တယ်နော်အဲ့ဒါကျွန်တော်လည်းဘယ်ရမလဲအောက်ကမြင်းပင်တပင်ဆွဲပြီးကောက်ကိုက်နေတာအဲ့ကလည်းချွေးလိုက်ကင်မရာမကြည့်တော့ဘူးအဲ့ကိုတန်းကျော်လည်းနှခမ်းတွေတုံးအဲ့လိုဖြစ်တော့နော်တကယ်လည်းသူများကတော့ပြောနေကိုလက်တွေ့ကြတော့ဖြစ်တာအဲ့ဒါနဲ့ဟိုဒီခန်းလေးတခါပြီးသွားပြီအမြင်းဆိုလဲအဲ့တော့မရဘူး25កောင်ပဲရအဲ့တော့ဘာလို့လဲဆိုမြင်းကိုလေဟိုနှာကြားလေးတုပ်လိုက်တကောင်သုံးလိုက်တော့မြင်းအောက်ကကြားလေးဆိုဟိုတင်မားလေးမှာအယောင်လေးဆွတ်လိုက်နေမြင်းကိုတကောင်လေးကိုပဲ9កောင်လောက်ဖြစ်အောင်ကျွန်တော်တို့ကပြောင်းသွားတာနောက်တော့မြင်းကလည်းဟိုမှာလှဲဆွဲမြင်းတွေပဲရှိရလေကျွန်တော်ကမရအောင်မြင်းကဘာလို့လဲ तू ကလည်းထွားတယ်ကိုနေကထွားတယ်မြင်းတက်တက်လေးမရအောင်တော့ပရိသတ်ကအရန်ပြောတာအဲ့တော့ကျွန်တော်မြင်းကို4កောင်လောက်ကို contract ဆွဲတာဆွဲပြီးတော့အဲ့မြင်းကိုပဲခုနကလိုနှာကြားသုံးလိုက်ဘာလို့လဲညဆိုမြင်းကဟို4កောင်ကနေပြီးတော့7កောင်ဖြစ်သွားတာ အတွင်ပြောင်းသွားတာ အဲ့လိုမျိုးတွေကျွန်တော်မှဖန်တီးရတာ ဟုတ်ကဲ့ပါ ဟိုမြင်းလူကကြီးပြီးတော့မြင်းသေးနေလို့လည်းမလှ လာအောင် အဲ့မှာတခါကျွန်တော်တို့ကမြင်းလှဲတာပဲလို့အဲ့လိုပဲရိုက်တာပေါ့နော်မြင်းလှဲတဲ့ခါကျတော့မြင်းလှဲမဲ့လူမရှိဘူးမြင်းလှဲမဲ့ဆိုမြင်းနာတာပေါ့ ဟုတ်ကဲ့ပါ အဲ့ဒါကျွန်တော်နောက်တုန်းကျတော့ဟိုဆွဲရတာပေါ့နော်ဆွဲရတဲ့ခါတော့မြင်းသမားထွက်လာ
သူက28သိန်းတောင်းတယ်ဘာလို့မြင်း28သိန်းတောင်းလဲဆိုတာဒီလိုဘာလို့မြင်းကလဲသွားတယ်ကျွန်တော်လဲချင်တဲ့ပုံစံကဟိုချင်းပြောဒါကိုယ်တိုင် producer မို့လို့ဟိုလုပ်လို့ရတယ်သူများဆိုတော့သုံးမှာမဟုတ်ဘူးကျွန်တော်အဖေတော်မသုံးဘူးအဲကျွန်တော်ကဘာဖြစ်လို့ကိုဒီကားလေးကိုအရင်အားထားမြင်းကိုလဲချင်တော့မြင်းသမားပြောကိုပြောတဲ့အတိုင်းလဲမယ်ဆိုရင်မြင်းကကြေသွားပေါက်ခြေတော့ကျိုးမှာကျွန်တော်တို့မြင်းကခြေတော့ကျိုးသွားရင်ဘာမှလှုပ်ရှားလို့မရတော့ဘူးလေအဲကြောင့်မြင်းတန်ဖို့28သိန်းအခုတော့မရတော့ပါဘူးဟုတ်ကဲ့အခုတော့28သိန်းတော့မရအဲကျွန်တော်တပည့်တွေကဘာပြောလဲဆိုတော့ဆရာလည်းမသုံးနဲ့တော့28သိန်းဆိုတော့နဲတာမဟုတ်လေကျွန်တော်အခန်းတွေသုံးလို့ရတယ်ပေါ့နော်ဟောကျွန်တော်အဲ့ဒါမေးလိုက်တော့လေအဲကျွန်တော်လည်းတညလည်းအေးမနေ့လည်းကြောင်ဟဲ့ကောင်28သိန်းသွားပေးလိုက်ဆိုဘာဖြစ်လို့လဲမင်းတို့မသိပါဘူးကွာလို့ဒီမင်းတို့မသိပါဘူးငါရိုက်ချင်နေတယ်သွားပေးလိုက်ဆိုတကယ်ပေးပြီးတကယ်လည်းရိုက်လဲပြိုက်လိုက်ကွာယုံနေလဲကြောင်ဟာဆိုဖြစ်သွားတာဘယ်သူမှအဲ့လိုကိုရင်ရောဒီဘက်ကနေပြစ်ထည့်လိုက်ရင်မြင်းရလဲတယ်ဆိုတာမရှိဘူးဗမာကမှရှားတော့ဟုတ်ကဲ့ဟို7 minute ဇီးတောင်ဖြစ်စည်းဖို့ဆိုတာ producer ကတော်တော်စဉ်းစားအဲကျွန်တော်ဆိုရင်မချိုးလို့ပါဆိုကားမှန်ကြီးခွဲပြတာဟုတ်ကဲ့အဲ့လိုရိုက်စိုက်ကလေးရိုက်ပေါက်အဲ့လိုရိုက်ကိုယ့်ရဲ့ချောလေးရောက်တယောက်တော့ဟုတ်ကဲ့အဲ့တော့ဒီမန္တလေးနဲ့ရိုက်တယ်မှာဒီဘက်မှာဆိုလို့မြင်း3កောင်လဲပြတာလဲပြအဲ့လိုကြည့်ကောင်းတာတကတ်ပဲဒါတော့ editing ရတယ်မြင်းလဲသွားပြီးပြန်ထားတော့ထပ်ဆက်တာကျွန်တော်ကမလို့ချင်းဘူးဟောဆရာလေတုံမျိုးဆရာကြီးလည်းမြင်းတွေတောက်ရိုက်ထားတယ်ဒီလောက်နဲ့ဖြတ်ဖြတ်မဟုတ်မင်းတို့မသိဘူးတောင်းတစ်ချက်မြင်းတစ်ခါလဲတောင်းတစ်ချက်မြင်းတစ်ခါလဲကပ်ပိုင်ကအဲ့လိုသွားချင်တာဒါပြိတ္တတွေဟာဖြစ်မှာလေဟုတ်ကဲ့အဲအကြောင်းလို့ကျွန်တော်က editing ဆင့်လဲကျွန်တော်အနားမှာနေကားအကုန်လုံးဇန်ညိုးလဲကိုယ့်အကူပြန်ခွဲတယ်ဘယ်တော့ပဲအဲ့လိုရိုက်တာအောင်เนาะအဲ့လိုမျိုးကြောင်းကားကိုကခုနလိုခွဲထွက်သွားတဲ့အတွက်မလို့ကိုယ့်ကိုပြောစရာကြီးဖြစ်မှာကြောလို့ကျွန်တော်အရန်ဒါကိုအာယုံစိုက်ပြီးတော့ရိုက်ခဲ့တာအောင်เนาะမတန်းလို့ဆိုလဲခဏခဏအိမ်ရောက်ပါတယ်ရောက်ပြီးဆွေးနေကြတယ်ကိုနေအောင်ဆိုလဲခဏခဏသွားဆွေးနေတယ်မနေ့ပြန်ရိုက်မယ်ဆိုဒီနေ့လိုမျိုးဘာလို့ကြမလဲ discuss လုပ်တာကျွန်တော်နောက်ပြီးတော့သမင်းသားမင်းသမီးတွေမှလည်းမဟုတ်ပါဘူးကျွန်တော် film editing cameraman နော်ကဘာကျော်ကွင်းလန်လိုင်းကျွန်တော်တို့အကုန်ခေါ်ရတယ် meeting လုပ်တယ်ရိုက်တော့မယ်ဆိုရင်ကျွန်တော်ဓာတ်ပြက်တယ်ဆိုရင်ခုနလိုကျွန်တော်သူများနဲ့မတူတာအမြင်လောက်တာဓာတ်ပြက်တယ်အကျင့်ဟုတ်ကဲ့သူများလက်နဲ့ရွေးပြက်တယ်ကျွန်တော်ကိုနေအောင်ခြေထောက်နဲ့ကန်လိုက်တာကိုနေကလည်းသွားဆိုင်နေဟုတ်ကဲ့သွားဆိုင်ဒါပေမဲ့အဲ့လိုရိုက်လိုက်လို့မရိုက်တတ်ရင်လည်းဟာမင်းတို့ကပေါ်လာလားဖြစ်မှာလေပြောခံမယ်ဒါပေမဲ့ကျွန်တော် editing နဲ့ပြန်ကစားလိုက်တဲ့ခါကျတော့တစ်ခါလေးပြစ်တစ်ခါလေး site တစ်ခါလေးဟာဖြတ်လိုက်တော့ပြိတ္တာတွေဟာမိုက်တယ်ဆိုဖြစ်သွားတာအဲ့လိုဟုတ်ကဲ့နောက်တော့မန္တလေးနဲ့တစ်ခါဟိုပါမှာ hotel မှာလည်းဒီတိုင်းပဲတော့ဟိုဘက်ကတနတ်သမားသူမှဘာမှပါတာမဟုတ်ဟိုကဓာတ်သမားအဲ့မှာအဲမှာတော့ boy လို့ဟန်ဆောင်ကြီးဝင်လာတယ်ဟုတ်တယ်ဝမ်းဆောင်ပြီးတော့ဝင်လာပြီးတော့ကိုဒီအောင်နဲ့ fighting ချရမှာဟိုကောင်ဓာတ်ဦးတယ်ကိုနေအောင်ဘာနဲ့ပြက်မလဲကျွန်တော်စဉ်းစားရတာပါနော်အော်ဘေးနားမှာရှိခဏနဲ့ကောက်ပြည့်ဟုတ်ကဲ့ဟုတ်ကဲ့ဓာတ်ပါကက်လေကြိုက်တာပြည့်လို့ရတယ်ဆိုတော့ကျွန်တော်ပြတယ်အဲ့တော့ဒါလည်းဒီတိုင်းပဲမရိုက်ခင်ကတည်းကကျွန်တော်တို့ကအကုန်ဆွဲရဟုတ်ကဲ့ပါခင်ဗျာနောက်မတန်းလည်းဒီတိုင်းပဲမတန်းအခန်းမှာဒီအခန်းမှာပေါ့နော်မတန်းရှိနေတယ်ရှိတော့မတန်းကကျွန်တော်ဒီထဲမှာထားနေမတန်းဒုက္ခရောက်နေမယ်လေသူတို့ရောက်ချနေဘာလို့မလဲကြောင်းနေမှာဆိုလို့ကျွန်တော်က toilet သွားအောင်မယ်ဆိုတော့သူပြောလိုက်တော့ toilet တော့သွင်းလိုက်တယ်သွင်းလိုက်တာသူထွက်မဲ့လဲကြောက်လူဆိုဂျက်ထိုးလိုက်တော့သူထွက်လို့မရသူ့အထဲထဲလာတယ်ပြန်ထွက်လာတော့မတန်းအဲ့မှာမတန်းကသူအဲ့တင်ဟောင်းနေမူးလိုက်တာလေကြာပြီဟုတ်တယ်အဲ့လိုမျိုးအစကျွန်တော်ဒီတေးရေးရတာတခုချင်းပေါ့နော်ကားမအိုင်အောင်နော်ဟုတ်ကဲ့ပါအဲ့လိုမျိုးတွေဖန်တီးတာခုနကတော့ဝတ္ထုရှားတဲ့အကြောင်းချင်းကားကဘယ်လိုရရတဲ့အကြောင်းချင်းဘယ်လိုကုန်ကြခံတာလဲတော့အဲ့ဒါပေါ့နော်နောက်တစ်ခုကတော့မမလာတင်ပါဟုတ်ကဲ့ပါခင်ဗျမမလာတင်ကတော့ကျွန်တော်အဲ့မှာလူရွေးနေတော့အဖေကရွေးပေးတယ်ဟုတ်ကဲ့ရွေးပြီးတော့အဖေရွေးပေးတဲ့လူတွေကိုကျွန်တော်မကြိုက်ဘူးတော့မဟုတ်ဘူးနာမည်ကြီးတွေဖြစ်နေတဲ့တော့မလို့လူကတိတယ်ဟုတ်ကဲ့ဟုတ်ကဲ့လုံးဝအစိမ်းပဲဖြစ်ချင်တယ်ဆိုတော့အဖေကဖတ်ပြီးတော့မင်းအဲ့အစိမ်းနေရာမှာဒီအန်ဒီရိုစီအရန်အရေးကြီးတယ်နော်မင်းလူအသက်နဲ့ဖြစ်ပါမလားဆိုကျွန်တော်ကလည်းအသက်ကိုပဲလိုချင်တာလိုချင်တော့တနေ့ကျတော့ကျွန်တော်ရှေးပါလားတွင်ယုံရှေးလာပါအဲ့မှာအဲ့ရှေးမှာကျွန်တော်နဲ့ဦးထင်ကျော်ပါနော်တရုတ်ဆောင်ဦးထင်ကျော်နှစ်ယောက်ဖြတ်သွားတဲ့အချိန်မှာအမကဈေးချင်းတောင်းလေးနဲ့ဖြတ်လာဟုတ်ကဲ့ဖြတ်လိုက်တော့အမကြီးနေကောင်းလားအကိုကြီးရောနေကောင်းလားနှုတ်ဆက်တော့ကျွန်တော်အမကိုခြေတော့တမ္ပဒေတာလို့ဒေတာပြက်လိုက်တာကြည့်လိုက်တော့ပြောနေဆိုနေတာချင်းတော်ကြီးနဲ့ပြောနေဆိုဟိုက်ကြီးတယ်လေဟောမိုက်တယ်ကွာဆိုသိတယ်စိတ်ထဲမှာပါရက်ကောဟာပြောကြလို့ဟာမိုက်တယ်ဆိုတော့ပြီးတော့အမဒါပဲတော့မယ်တော့ဗာလဲဆိုအကိုကြီးဘူးလဲဟာမင်းဒရိုက်တာလုပ်ပြီးတော့တုံးလာပြီလားလေအဲ့ဒေါ်မာလာတင်လေးဘယ်သူလဲဒေါ်မာလာဟာကိုခါရမာလာနေမင်းမသိဘူးဘာလဲမဒီလောက်နာမည်ကြီးတယ်ဟာကျွန်တော်မူးဆက်ပြီးစမ်းပါလေမင်းဘာလို့မလို့လဲ तू အိမ်တော်ရှိရတယ်မဟုတ်ဘူးလို့ကျွန်တော်အဲ့ဒါမဟုတ်ဘူးလို့ကျွန်တော်ကဟိုကားရဲဖို့ပါလို့သူကားအမကြီးလို့ပါပဲလို့သူအမကြီးလို့အကိုကြီးကဘာလျှောက်ပြောနေတာကျွန်တော်မူးဆက်ပြီးစမ်းပါအေးပါဆိုကျွန်တော်ကလည်းမရဘူးဆိုမရဘူးကျွန်တော်အဲ့ဒါနေချင်းပဲအဲ့ဒါသွားတဲ့ခါကျတော့ငါကတော့ယူသားခွင့်ပေးလိုက်တာပေါ့နော်ဟုတ်ပါတယ်ပြီးတော့ကိုသူအားလည်းဟိုလုပ်ငန်းကိစ္စလေးတခုပြောမလို့ဆိုတော့ငါလည်းပြောဖို့ဘာလဲဆိုတော့ကျွန်တော်ရုပ်ရှင်ရိုင်းမလို့ဆိုကြီးရယ်ဗျာအဲ့ဘာလားဆိုချက်ချင်းလိုက်သွားပြီးတော့ဟုတ်ရုပ်ရှင်ရိုင်းချင်တော့ဆွဲကြည့်ရအောင်နောက်တစ်ခုကပြောရတာဘာတစ်ခုခက်နေလဲဆိုတော့မင်းသမီးလို့ဖို့သွားပြောတယ်ဆိုတာကိစ္စမရှိဟုတ်ကဲ့ဟိုကလူစိုးမကြီးလေဟုတ်ကဲ့လူစိုးမကြီးနေကပြောရမယ်ဆိုတော့ကျွန်တော်ဟ
ဟို तू ဘာမှပြန်တုတ်ပြန်လဲအဲ့ဒါလမ်းရသေးတယ်နော် ဒါပေါ့ခိုင်းချုပ်နေရပါတာဖြစ်နေ နောက် နော် ပြီးတော့တခါမတက်ခင်မှာခုနကဥထီကျော်ဘာပြောလဲဆိုတော့ तू ပြောလိုက်လို့လေပူသဘောကျသွားတာ तू ကကိုကာရအပြည့်မင်းတိုင်းနဲ့တက်တယ်တော့ဆိုပွဲကပြီးနေပြီ ဟုတ်ကဲ့ ကိုယ့်ရဲ့တင်းစရာမလိုလေ तू လားဆိုကျွန်တော်ပြမယ်အဲ့တော့တိုင်းနဲ့တက်တယ်ဆိုတော့ခုနပြောရတဲ့ခိုင်းချုပ်ကြီးပြောလိုက်ရင်ငါလက်လိန်ချိုးများကင်တော့များလေစိတ်ပူပါသေးတယ်နော် ဟုတ်ကဲ့ပါဆိုရ စိတ်ပူအဲ့ဒါကျွန်တော်လည်းပြောရဲနေပဲအမရေးတော့အားတော့နာရေကျွန်တော်ကားရိုက်မယ်အဲ့မှာ gain star ပဲလို့နားထောင်နေသေးတယ် gain star ပေါ့နော်အဲ့လိုပေါ့ဒါပေမဲ့သူများတော့သိလို့မရအောင်ကျွန်တော်ဖွက်မှာလေကြောင့်မို့လဲအမကိုကျွန်တော်ရွေးတာပါလို့အမပြောဖို့ဆိုဖို့ဘာညာနဲ့အဲ့တော့အမကကျွန်တော်တခါဘာတစ်ခုလဲဆိုတော့ကျွန်တော်ကသူကဆေးလေးတောက်တတ်တယ်ကျွန်တော်ဆေးလေးကိုဟိုဆေးလေးဘူးလေးတွေကနေပေါ့နော်ဒူအရင်တော့ဒူယာဘူးလေးအဲ့ထဲကနေသူကဒီလိုလုံးလိုက်တော့တချောင်းနဲ့ထွက်လာဟာကျွန်တော်ပို့သဘောကျတယ်တချောင်းနဲ့ထွက်လာအဲ့ထွက်လာပြီးတော့မီးချက်ကူလဲ तू ကလေကျွန်တော်လို့ဆိုဒီလိုဖွင့်ရအောင်ပဲတိတာချွတ်လုံးအောင်ပဲချေအောင်တော့ proud ဆိုတယ်မီးကထွက်ပြီးတော့ဟာကျွန်တော်အဲ့မှာလေဒုက္ခပဲလို့ငါကတော့အမကတော့လုံးဝဟွာဖြစ်ပြီးလို့ ပါဝါပြတယ် ကျွန်တော်မတော့ပါဘူးစိတ်လေးကျွန်တော်မတော့တာစိတ်လေးမတော့တတ်ပါဘူးလို့အမရအမဒါတွေလည်းမလုပ်ပါကျွန်တော်အရေးကြီးတာကျွန်တော်ပြောတဲ့စကားလေးကိုလက်ခံပေးပါလို့အဲ့လိုပြောတော့ သူကရီးပြီးတော့ဗာပြောလဲရိုက်ချင်တယ်လေအရင်တော့ကလည်းရိုက်ဖူးတယ် ထားလို့စင် ဟုတ်ကဲ့ခင်ဗျာဟုတ် အဲ့တော့ရိုက်ဖူးတယ်ဒါပေမဲ့ तू က ဟုတ်ကဲ့ မနုနဲ့ ဟိုတင်တန်းဆရာမဖြစ်နေတယ်တင်တန်းဆရာမဆိုတော့ तू ထိန်းရတယ်ပေါ့နော် ဟုတ်ကဲ့ ဘလို့ကပြောလို့မရဒါပေမဲ့ကျွန်တော်မလျှော့သေးဒါပေမဲ့အမကတခုဘာပြောမိလဲဆိုကျွန်တော်ကျမကလည်းတိုင်းတက်တယ်နော်ဆိုကျွန်တော်လက်တွေပါချိုးလိုက်သေးတယ်ဟာကျမရပြီးတော့အမရကျွန်တော်သဘောပေါက်ပြီပေါ့နော်ပြီးတော့ကျမဥချက်တန်းဆိုတာကျမဆရာကြီးပဲတဲ့ဥချက်တန်းမကြိုက်ကျွန်တော်တခုမှကျွန်မလုံးလို့မရ तू ကတင်ပေးလိုက်တယ် तू တင်တဲ့ပညာနဲ့ လုံစား ဘူးနော်ဒါပေမဲ့ဥချက်တန်းရဲ့စကားပဲလေဥချက်တန်း yes ဆို yes no ဆို no ဆိုကျွန်တော်အဲ့တချို့ အဲ့ဒါနဲ့ ကျွန်တော်ကင်ခေါင်းနဲ့ထည့်သွား ဟုတ်ကဲ့ ပြောလိုက်တဲ့စကားကိုကျွန်တော်ခေါင်းနဲ့ထည့်လိုက်ပြီးတော့ဟုတ်ကဲ့ပါမဆိုကျွန်တော်လည်းသူလက်မချိုးခင်မြန်ဆင်းပြေးရတော့နော်ဆင်းပြေးပြီးတော့အောက်လိုက်ကြဥထင်ကျော်လို့ကျွန်တော်ဥချက်တန်းလေးပို့ပြီးတော့ကျွန်တော်စိတ်ကအယမ်းမြန်ချက်ချင်းကျွန်တော်ပို့တာသူကဘယ်မှာဥအောင်ကြီးတိုက်ရဲ့အပေါ်ဆုံးလို့ပြောတယ်အဲ့ဆိုကျွန်တော်တက်သွားတော့သူကပြောတယ်ဟိုမောင်ရင်းပုံစံနဲ့တိုင်းတင်လို့မရဘူးလေကျွန်တော်တိုင်းတင်တာမဟုတ်ပါဘူးလို့ကျွန်တော်တော်သေးတာကျွန်တော်တိုင်းတင်ဖို့မဟုတ်ပါဘူးဆရာကြီးကိုကျွန်တော်အကူကြီးလေးတစ်ခုတောင်းချင်လို့ပါအဲ့နဲ့ကျွန်တော်ဝင်သွားတာတော့တကားဖွင့်ဝင်သွားတာပြောတယ်မောင်ရင်ဘာကူညီရမလဲဟိုဒေါ်မလာတင်ရလို့ဆရာကြီးရဲ့တပည့်လို့ဟာငါတပည့်အရင်ပေါ့ကွာလေငါအားကိုးရတယ်တပည့်လေအဲ့လိုပြောအဲ့တော့ဆရာအားကိုးရတယ်ဆိုလို့ကျွန်တော်လည်းဆရာကိုပြန်အားကိုးတာပါလို့ကျွန်တော်ကားတကားမှာအဲ့လိုရိုက်ရမယ်ဒါပေမဲ့ခက်တာခေါင်းဆောင်ဖြစ်နေတယ်နော်လူမသိရဘူးသူတိုင်းနဲ့တက်နော်ကိုနေအောင်နဲ့ချဖို့ဆိုတာလေအမားတို့စိုက်မှာရမှာအဲ့လိုပြောတော့ဟုတ်ကဲ့သူမပိုင်မဖြစ်ဘူးလားလေသူမပိုင်မဖြစ်ဘူးလို့သူမဖြစ်မယ်လို့ကျွန်တော်ပြောလိုက်တော့စာရက်တွေ့ရပေးလေဘောဗန်ချောင်းပေးသူပေးလိုက်တယ်သူရေးလိုက်ပြီးတော့မင်းလုံးဝဖွင့်မကြည့်နဲ့လေအဲ့စာရက်ကိုယူသွားပါဟာဒုက္ခပဲလာရင်ဒီကောင်ရိုက်ထုတ်လိုက်တော့ပြေးတာလားတော့ဟုတ်ကဲ့တော့ဘာကြီးလားမသိဘူးယူလာမှမသိဘူးဟုတ်ကဲ့အဲ့ကျွန်တော်လည်းအမားအတိုက်ကိုလေခဏသွားနေအမားကျွန်တော်ကောလွတ်တာနင်းလည်းဘယ်နှရှိလဲ တင်နန်းကြီးနေ ဘယ်နှရှိပြီလဲပေါ့နော်ငါနင်း6ခါလောက်လာနေတာမရဘူးလို့ပြောနေတယ်ဘလို့မလဲကျွန်တော်ခဏဒီတခါခောက်တော့လေလာပြန်ပြီလားငါဒီခါဆိုနင်းကိုလက်ချိုးမှာတော့အဲ့တော့ပြောကျွန်တော်မဟုတ်ဒီစာလေးဆိုတော့လေတမျိုးထင်ပါဆိုရင်ဟိုလိုဟိုကပေးဆရာကြီးပေးလိုက်တော့ပေးလိုက်တော့ယူကတကားပိတ်သွားအဲ့ဆောင်းပြန်ခဏကျတကားပိတ်ဝင်လဲဆိုဝင်ပါဝင်လို့နင်းတော့လေလဲကောင်းတယ်ကျွန်တော်အဲ့စာလေးကဘာများဖြစ်မလဲခင်ဗျာကူညီပေးလိုက်ပါတလုံးပဲညီကျော်လည်းပါတယ်နော်ညီကျော်လည်းပါလာဟုတ်ကဲ့ညီကျော်ပါလာလားညီကျော်လည်းငငယ်တုန်းကကုသားလေးလုပ်ရတယ်ဟုတ်ကဲ့ဒါကြောင့် तू ကမမ်မီလို့ခေါ်တာဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ညီကျော်လည်းပါလာတယ်ဆရာကြီးကလည်းလှုပ်ပေးလိုက်ပါတဲ့လူတွေလိုလို့ရှိရင်တိုင်းချောင်းကနေခေါ်ပါတဲ့ကျွန်တော်မှလည်း तू ဖတ်နေတာအမဖတ်တယ်ကျွန်တော်လှမ်းကြည့်ရတယ်ဘာများရေးထားတယ်စာတော့တူတူလေးပဲသိလားဒီကောင်ရိုက်ထုတ်လိုက်ပါဆိုလည်းဖြစ်နိုင်တယ်စာလေးကတူတူလေးကိုမြင်နေရနောက်ကကြောကြည့်မြင်နေရနောက်တော့ तू ကူညီလိုက်ပါဆိုတော့ဟောတော်ပါသေးတယ်နော်ဒါပေမဲ့အမကစီကန်းနေအများကြီးပဲကျွန်တော်ရိုက်ပေးမယ်တဲ့ရိုက်ပေးမယ်သူကပြန်လာရင်အမျိုးသားပြန်လာမဲ့တော့မလို့သူတို့မှလည်းမိန်းမနဲ့ပတ်သက်တဲ့တရားရှိတယ်တော့လာလို့မရှိဘူးဆိုရင်ပြောခံရမယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဘယ်နှနာရီအထိပဲရိုက်ပေးနိုင်ပေးရမယ်ဆန်ဒီနော်ဆန်ဒီနော်ညပဲရိုက်ရမယ်ကျွန်တော်ကလည်းရရင်ပြီးရောအကုန်လုံး all yes ပဲတဲ့ရတယ်ခါအမလည်းကိစ္စမရှိညာလည်းကိစ္စမရှိဘူးတကယ်တော့မဟုတ်ဘူးဂျားရက်ဒီပါရိုက်ရတယ်ဟိုရတယ်လို့သာပြောပါလားကျွန်တော်ရဲ့ဂျားရက်ပါကျွန်တော်ရဲ့ဒုက္ခတွေကိုကြည့်နေနဲ့ပြန်သွားပြီးတော့ပြန်လာတာဟောတရားလည်းကရိုက်ပေးမယ်ဟာဆိုကျွန်တော်ချစ်ဖို့ကောင်းတယ်နော်ဒါနားလေဘူးလေးလေးလေဟုတ်ကဲ့ပါခင်ဗျာတရားထောက်ကုန်လိုက်တယ်တရားကျော်နားပါတယ်ကျွန်တော်ဒုက္ခအများကြီးရောရဲကျွန်တော်အမျိုးဆိုပါတော့ဟုတ်ကဲ့ဟိုမတန်းတို့လည်းဒီလိုပါပဲမတန်းဆိုလေလုံးဝစမ်းပါ
ဟုတ်တယ် ပါ stay မှရှိ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့လိုပေါ့နောက်တစ်ခုရှိသေးတယ်ကျွန်တော်က opening scene မှာဘိုရက်ခနဲ့ဒီမှာ Anytime နဲ့ဟုတ်ကဲ့ ပြီးမှဆိုတတ်ပြီးပြေးမှာ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ပြန် iskli လောက်တဲ့အခန်းရှိတော့ကျွန်တော်သူ့အားနာတော့သူသမင်းစားတဲ့အချိန်မှာကျွန်တော်ပိုက်ကောင်းကြီးချပြီးတော့ကိုမျိုးအောင်ကေတွင်းမျိုးအောင်ယူအဲ့ပိုက်ကောင်းကမတန်းဖက်ပြီးတော့ဒီလိုလို့ကျွန်တော် zoom ဒီလိုဆွဲလိုက်ရင်ကိုမင်းကဘလို့ဟာလုံးနေတော့ဝင်းတာဘာလို့နေကြလဲဆိုမဟုတ်ဘူးလေဒိုက်တာခိုင်းလို့လေပိုက်ကောင်းကြီးလည်းမလုပ်ပါနဲ့တဲ့ကျွန်မကိုယ်တိုင်အိတ်ပေးမယ်တဲ့လုပ်ပါတဲ့တရုပ်ဆောင်လုပ်တာပဲဆိုတော့အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုပေါ့အဲ့ဒါနဲ့ तू အိတ်ပေးတယ်လုပ်ပေးတယ်ကျွန်တော်တို့အဲ့မှာတိုင်ပင်နေလို့တော့ဟိုကြတော့တိချာရိုက်တဲ့ခါကျတော့ repeat မရှိတော့ reject လည်းမရှိတော့ တဘာဝကြကြဖြစ်သွားတာပေါ့ဘာလို့ကိုလိုချင်တာနဲ့ तू မလုပ်လို့ငင်းနိုင်ရင်ကျွန်တော် fee ကငုတ်သွားမယ်လေအဲ့ဒါလောက်อ่ะကျွန်တော်ရေးကြတဲ့တခါလဲအကုန်ရေးတာဇက်ရေးပြီဆိုရင်ကျွန်တော်ကမင်းသမီးနေရာမှာလဲညကျွန်တော်ဖြစ်နေတာမင်းသားနေရာမှာကျွန်တော် ဖြစ်တာလေ တရိษံခွေးနေရာမှာလဲကျွန်တော်ဖြစ်နေ ဟုတ်ပေါ့ဒါပေါ့ နေရာမှာကျွန်တော်ဝင်စားဒီ ပြီး ခွေး တော့ သွားမယ်ဘယ်လိုကြည့်မယ်အကုန်ရေးရတာကျွန်တော်မြင်းဆိုတဲ့အတိုင်းလဲသွားတာအစမြင်းကဘယ်လိုပြေးတာအစကျွန်တော်အကုန်ရေးရပါတယ်အဲကြောင့်ရိုက်တာတဲ့ဆိုင်ဒီကရန်ခက်တယ် ဟုတ်ကဲ့ပါ ခုနကတော့ပြောရဲဆိုတဲ့လူတွေရတယ်တော့လဲကျွန်တော်လိုချင်တာရသွားတော့ကောင်း ကောင်းသွားတာကန်ကောင်းတာကွာဦးတီအောင်ကန်ကောင်းသွားတာကတကယ်ကိုအန်နီတန်တို့ဆိုလဲဒါအမှုပညာပေါ်မှာတန်ဖိုးထားတယ်ပြီးတော့ဟိုကိုလုတ်ပေးရမယ့်အလုပ်ပေါ်မှာဟိုအပားခိုခြင်း short ခြင်းမရှိတဲ့ actor တွေဒါအနီမာလာဆိုလဲဒါဟိုစနေတနင်္ဂနွေဆိုပေမဲ့လည်းဈာရိုက်တော့လဲဈာရိုက်ပါချစ်အောင်ရိုက်ပေးတယ် တနာရွက်လာပြီးရိုက်ပေးတာ ဟိုတကယ်စေတနာထားတဲ့အမှုပညာချစ်တဲ့သူတွေနဲ့သွားစုံလိုက်တာလဲပါ အောင်မြင်တယ် ဟုတ်ကဲ့ ရန်အောင်မြင်တာ ဟိုဘယ်တော့တော့ကျွန်တော် အောင်မြင်လွန်သွားတယ် အောင်မြင်တယ် ဟုတ် ဘလို့ပတ်စံလေးရတဲ့အကြောင်းပြောပြတာ အများကြီးပြောရတော့ကျွန်တော်ကျင်းနေတယ်ကျွန်တော် အကယ် ကျင်း ဒ နေ မီ တယ် တောင်မှအကယ်ဒမီတောင်မှရဖို့ ဟုတ် နော် တယ်ဟုတ်တယ် တကယ်အဲ့ဒီနေ့ကလေဝစ်ထားရတာဗမာလိုဝေးရတယ် ပြောလိုက်တာရမယ်ပြောတာ ရမယ်လို့ပြောတော့ဗမာလိုဝေးရတယ်အဲ့လူစိုး30ကြားထဲမှာဝင်ထိုင်ရတယ်လူစိုးတွေကကိုမမှတ်မိဘူးကိုကလည်းဗမာလိုသိပ်မဝေးဘူး ဗမာလိုမွေးဖြစ်တော့ဟုတ်ကဲ့ဟုတ်ကဲ့ သတုံးနဲ့ဗာနဲ့ဆိုတော့ကိုကမမှတ်မိဘူး ဟုတ်ကဲ့ပါ မှတ်မိတော့ဘာလို့မခေါ်တာလဲလို့လူလေကျမလေးအဲ့တော့မှသိတယ်ဒါပေမဲ့မရ ဟုတ်ကဲ့ခင်ဗျာဟုတ် ဟိုပါတော့နောက်တစ်ခုကလေယုံထဲမှာကြည့်ချင်တယ်တဲ့ကျွန်တော်ပြချင်တာ ဟုတ်ကဲ့ ကျွန်တော်ကိုယ်တိုင်လည်းဒီတိုင်းပဲကျွန်တော်ကားယုံတင်ပြီဆိုရင်ကျွန်တော်ကအပေါ်တက်အောက်တက်နှစ်ယောက်တည်းပြိသက်ထဲမှာဝင်ကြည့်အပေါ်တက်အားပေးတာနဲ့အောက်တက်အားပေးတာ feedback တွေဘယ်လိုရှိလဲ ဘယ်လိုရှိလဲ ဟုတ်ကဲ့ အမကြည့်ချင်တယ်ဆိုတော့ကျွန်တော်ပြိသက်ဂျားထဲမှာထည့်ပေးလိုက်တာ ဟုတ်ကဲ့ပါ ထည့်လဲပြထွက်လဲထွက်လာထည့်ပေးလဲထည့်ပေးတော့အမလို့ဘာပြောတန်ကြားလဲဆိုဟုတ်လေအဲ့မိမကြီးကြောက်စရာကြီးလို့အဲ့အမအောင်မြင်တာ အောင်မြင်တာဟုတ်တယ် ကြောက်စရာလုတ်ပြီးတော့မကြောက်ရဘူးဆိုရင်ဒါမဖြစ်ဘူးလေ ဟုတ်ကဲ့ပါ အရင်က vein သမားလို့ video သမားလို့ထွက်လာတာနဲ့အမြင်ကတ်တယ်ဆိုတာဒါ तू ဟာ character ပေါ်မှာအောင်မြင်ပါ အမကြည့်နေရောကြည့်နေအနောက်ကမိန်းမတွေနေအောင်ရေမလုံးနဲ့လီနောက်ကလူစိုးပါကြီးလား ကျွန်တော်တို့အဲ့ဒါလေးလူချင်တာပေါ့နော်ကားပြလိုက်ကြတယ်ပြိဿတွေအတန်ထွက်တာလို့ပြိဿတွေဘယ်လိုပြောရလဲဒါမှအရသာခေါ် ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့ဒါကကျွန်တော်တို့တွေဖြစ်တည်မှုတရေတည်မှုနဲ့ကျွန်တော်တို့စူးစမ်းခဲ့ရတဲ့အပိုင်းပေါ့နော်တေချာတခုကတော့ဇက်ကားတကအောင်မြင်တယ်ဆိုတာကဥတီကပြောသလိုပေါ့နော်ကိုတိုင်းကလည်းစူးစမ်းအထောက်မှုကလည်း percentage အပြည့်လို့တယ်ပါဝင်တဲ့ actor တွေကလည်းဟိုအများကြီးဟိုဇက်ကိုချစ်တယ် character ကိုချစ်တယ်ယူသွတ်ကြတဲ့သူတွေဖြစ်တော့ဒါကြီးပေါင်းစုလိုက်တဲ့အချိန်မှာဒီဇက်ကားကြီးကတော်တော်ဒါအောင်မြင်သွားတဲ့ဇက်ကားကြီးဖြစ်သွားတာဆိုတော့အန်နီတန်ခုနကပြောသလိုပေါ့နော်ဒီဆရာဆွေလိုင်းဦးရဲ့ဝတ္ထုတည်မှဲ့3လုံးကိုသူကအကြောင်းပြုပြီးတော့သူလဲဟိုဒီဇက်ဝတ္ထုထဲမှာပါတယ်ဆိုတော့ဒါအန်နီတန်ကိုလည်းကြည့်ပြီးရေးထားတယ်လို့ပြောရဲဆိုတော့ကျွန်တော်တို့မြဝါထင်နေမြင်တာတော့မှဲ့လေးကဒီနားလေးမှာရှိတယ်အဲ့ဆိုတော့နောက်နှလုံးပေါ့နော်အဲ့ပရိသတ်တွေများသိကြမလားမသိဘူးပေါ့နော်ပြောပြပေးပါဦးခင်ဗျအဲ့ဒါဘယ်လိုမျိုးလေးများအဲ့ဝတ္ထုနဲ့ဆက်ဆက်နေတယ်လဲဆိုတာလေးပေါ့ အေးအဲ့လိုဖြစ်တယ်ဟိုသူအရန်ကန်ကောင်းတယ် ဟုတ်ကဲ့ ဘာဖြစ်လို့လဲဆိုတော့တို့second နှစ်သမီးအဲ့ဒီမြင်းစည်းကွင်းမှာမြင်းတွေစီးနေတော့ဥဆွေလိုင်ဦးကြီးကမြားတွေပြေးပြီးဓာတ်တိုင်ကိုမြားတွေသူကဘက်ခတ်ပေါ့လေနောက်တစ်ခါတို့ကုတ်ကိုင်းမှာကတောက်လျှောက်ရေကူးတယ် ဟုတ်ကဲ့ သူပေါ်နေထိုင်ပြီးဘီယာတွေတောက်ပြီးသူကတောက်လျှောက်ကြည့်နေတာ ဩဟုတ် အဲ့တော့ပြောရရင်တို့အဲ့ဒီတုန်းက तू ကသဘောကျပြီးတော့ဇလန်းကို तू ဆင်လိုက်ပုံရတယ် ဟုတ်ကဲ့ခင်ဗျာ ဆင်လိုက်တော့နောက် तू ကသူ့ရဲ့အဲ့ဒီဝတ္ထုမျက်နှာဖုံးရိုက်ချင်တယ်တဲ့ ဟုတ်ကဲ့ပါ ရိုက်ချင်တယ်ဆိုတော့မရိုက်ဘူးတို့ကငငယ်ကဖေဖေခိုင်းလို့ပဲလုပ်တယ်ကျန်တာတွေကမလုပ်ဘူးဖေဖေကိုကူညီတာတို့ရဲ့ပထမဆုံးကလည်းဒေါ်စန္ဒာနေမကောင်းတော့တစ်နှစ်လုံးမထွက်တော့မိသားစုအခက်အခဲရှိတော့တို့ကအဲ့ဒါဥညုံဝင်းတို့ဘာတို့ကလည်းကဲသမီးကခလေးက3ကရိုက်ပြီရိုက်တာရိုက်လိုက်တော့ဇလန်းထဲမှာ8တန်းကျောင်းသူအပြင်မှာ9တန်းရောက်နေပြီဆိုပြီးတော့အဲ့တော့နောက်တစ်ခါစပယ်ဦးဦးတန်းလွယ်လေဒီမအေးပွင့်ကိုပဲကက်ဆက်ဇလန်းအဲ့ဒါလဲမလုပ်ဘူးပဲအဲ့လိုမျိုးနောက်တစ်ခါအကယ်ဒမီချမင်းလူနဲ့ဦးအောင်မြင့်ထိတ်ဒါသူလဲဟိုကင်မရာမန်ပဲဦးအောင်မြင့်ထိတ်
သူတို့နှစ်ယောက်ကဇလန်းတင်တယ်အဲ့ဒါကိုပဲဒိုးနဲ့ပဲ ဟုတ်ကဲ့ အဲ့ဒါ16နှစ်သမီးတွေလိုက် လိုက်နေတာ ဒီ ဩ ဇလန်းအရန်ထူစမ်းနေပေါ့နော် ဟုတ်ကဲ့ အဲ့ဒါနဲ့သူတို့နှစ်ယောက်မကြောက်မချပေးသူပြောသလိုပဲ ဟုတ် မချပေးဘူးလုံးဝမချပေးသူကြမှာဘလို့ကြသွားလဲမသိ နော် ဘူး ဟုတ် အဲ့တော့ तू က ဟုတ် तू ကတို့ကိုမြင်နေတော့ဒီအဲ့တော့လေမင်းသမီးကဖြစ်နေပြီလေဖြစ်နေတော့ဒီပါအမှဲ့ရလဲပေါ်တယ်လို့မပေါ်တယ်လို့မိတ်ကလင်းလိုက်တော့မှဟဲ့မဲမဲကြီးဘာကြီးလဲမသိအော်နောက်ကျမှအော်မှဲ့ ဟုတ် အော်အဲ့တော့ဖုံးနေရတာမိတ်ကချင်းနဲ့အဲ့ဒါမဖြစ်သေးပါဘူးဖော်လိုက်တာပဲကောင်းပါတယ်ဆိုတော့ဒီကမှဲ့ရတစ်လုံးပေါ့နော်နောက်ကြတော့မှဟိုရေကူးနေတော့မြင်နေရလေ ဟုတ်ကဲ့ ဒီမားမဲ့တစ်လုံးရှိ ဟုတ် တယ် ကဲ့ အဲ့မှာ ဟုတ် ဟိုရင်ရှားနဲ့သူချောင်းထဲမှာချိုးခိုင်းတော့ ဟုတ် ဒီ ကဲ့ ကမဲ့ရပေါ်တယ်လေ ဟုတ်ကဲ့ နောက်ကြမှာနောက်တစ်လုံးကိုသူကဖွဲ့ထား ဖွဲ့ထားတယ် ဒါ ဟု ပေ တ်ကဲ့ မဲ့ဆွေလိုင်းဦးကြီးကမြင်နေတယ်တို့ကရေကူးဝတ်စုံနေဆိုတော့တို့ဒီပောင်ကမှဲ့ရအကြီးကြီးပဲ ဟုတ်ကဲ့ သူကမြင်နေတယ် ဩ အဲ့တော်တော်ကြီးကြီးမှသဘောပေါက်တယ်အော်ငါ့ကိုကြည့်ပြီးရေးတာ ရေးတာဟုတ်ကဲ့ဟုတ်ကဲ့ အဲ့လိုမျိုး ဟုတ် तू ကဒီဇလန်လိုက်လာပြီးတော့32နှစ်ရွယ်ကြ तू ကဒို့ဖေဖေအိမ်မှာဒို့ဖေဖေရဲ့ဟိုရက်လေလားမသိအဲ့ तू လာပြီးတော့အဲ့ဒါရိုက်ချင်တယ်တဲ့မတန်းဆိုဟာဒီဇလန်လည်းငယ်ငယ်တည်းကလိုက်လာ 19နှစ်တည်းကလိုက်လာတာ လိုက်လာတာ အခုချိန်ထိ 30အထိလိုက်လာ ဟုတ် နောက် तू ကကန်ကောင်းညင်တော့တချို့ပြော့ပြော့နွဲ့နွဲ့ဟိုဒီပဲရိုက်တဲ့မင်းသမီးဆိုမရဘူးလေ ဟုတ်ကဲ့ဟုတ်ကဲ့ တို့ကလည်းငယ်ငယ်လေးတဲ့ဘောင်းမရှိနဲ့ဟိုပြေးဒီပြေး ဟုတ် ရေ ကဲ့ ကူးတာ ဟုတ်ကဲ့ နဲ့မြင်းစီတာ ဟုတ် နဲ့ ကဲ့ တို့က ဟုတ် လည်း ကဲ့ အဲ့လိုဆိုတော့သူကမိုင်းဘုံကအမြဲတမ်းတခါတည်း smart တင်းနေရမှာတ ဟုတ် ခါ ကဲ့ တည်း ဟုတ်ကဲ့ မမမာလာလို့ဟိုကတော့မဟုတ်ဘူးတိုင်းနေပါရီတော့မတက်ပေမဲ့ငယ်ငယ်တဲ့ဂျွန်းထိုးအဲ့လို ဟုတ်ကဲ့ ငြိမ်မ ဟုတ်ကဲ့ နေ ဟုတ် ဘူး ကဲ့ ပေါ့နော်အဲ့တော့ခန္ဓာကိုယ်ကအဲ့လို ready ကအမြဲ fighting ချဖို့အတွက်လည်းဖြစ်ရမယ်ဆိုတော့တော်တော်အမြဲတမ်းရိုက်လိုက်တိုင်းကလူကတခါတည်းအဲ့လိုတောင်းတောင်းတင်းတင်းလေးပဲအဲ့လိုမျိုးလေ तू ကမတူဘူးလေတခြားအချစ်စကားနဲ့မတူဘူးလေ ဟုတ်ကဲ့ မတူတော့အဲ့ဒီပုံစံမျိုးစူးစမ်းရတယ်ပေါ့နော် ဟုတ်ကဲ့ပါခင်ဗျာ အဲ့တော့သူလာပြောတော့ကျွန်တော်ဖေဖေလဲတဲ့ဘာညာဆိုသူအကူကြီးတွေတောင်းပြီးတော့အဲ့နဲ့ရိုက်တယ်ပေါ့နော်ဟိုးဘကိုးရုံမတော်ထဲမှာဒီကနေဇီကုန်းကနေဘောပင်ကနေဟိုထက်ကဘကိုးရုံမတော်ကြီးတယ်ပေါ့ အော်အဲ့ဒီသွားရကြ အဲ့ဘောပင်မှာ ပြန်လာဖို့မလွယ်ဘူး မလွယ်ဘူးဟုတ်ကဲ့ဟုတ်ကဲ့ ဘူးမှာ တော်သေးတယ်စောင်းကြီးအထူးတစ်ထည်ပါသွားလို့အေးလိုက်တာဘောပင်မှာလေအဲ့ဒါမှဟို make up လိမ့်တာ make up ပွင့်ဆိုတာ ဟုတ်ကဲ့ သူနဲ့အတွဲကအဲ့ဒီမိုးကြုံငယ်ငယ်ကစောနန္ဒာကြီး ဟုတ် ပါ ကဲ့ဟုတ်ကဲ့ ကိုဒေးဗစ်က ဟုတ်ကဲ့ အဲ့ဒါတရက်ပွင့်အန်ဒီပွင့်ကအားရဟိုမားတဲ့ဂရိပေးထားလို့တဲ့မင်္ဂလာဆောင်လေးတရက်ပြင်အောင်မဲဆိုပြီးတော့ဈေးဝယ်တဲ့ဒေါ်ချစ်ကိုင်းနဲ့သူလိုက်သွားပြီးတော့အဲ့ဒီဈေးကုန်းကနေရန်ကုန်ပြန်တယ်ပေါ့နော်အဲ့ဒီတရက်မှာ तू ကလည်းရိုက်မယ်ပဲမိုးလင်းတာနဲ့သူတို့ဖေဖေတို့ကလေအလင်းအောင်စတာနဲ့ရိုက်ချင်နေပြီ ဟုတ်ကဲ့ ရိုက်ချင်နေတော့တခါတည်းဖျောင်းနိုင်နေထွန်းအမစောနန္ဒာကြီးနဲ့ရီးရတယ် तू ကလည်းလိမ့်နေကြမဟုတ် ဟုတ်ကဲ့ तू ကလေ तू ကာပွဲကရင်တော့သူ့ကိုပွင့်တော့လိမ့်ပေးရတာ အော်ဟု အဲ့ တ် တော့နှစ်ယောက်ပေါင်းတခါတည်းဖျောင်းနိုင်နေခါတော့ तू ကလိမ့်နေလိမ့်ပြီးတော့တခါတည်းနေကင်းကြတော့အဲ့ဒါမှာကိုဝင်းနဲ့ fighting ကျိုးခွင်းနဲ့လားကိုဝင်းနဲ့မင်းဟာတဲ့အဲ့ဒီမှာလေအစိုးရထားလိမ့်တော့ကိုလည်းမတတ်နိုင်တော့ဝယုံပင်ဘေးနားမှာပစိုးလေးခင်းပြီးတော့မအေးပွင့်လဲလျောင်းနိုးလာတော့စီရီပြအမရမိကကြကြွားအဲ့ဒါမှမကင်ရဲဘူးကင်လိုက်ရင် तू ကပြားသွားတာလို့ပြိုသွားတာလို့အဲ့ဒါမနေရုံမှန်ထားရတယ်ရုပ်ကြီးကို ဟုတ်ကဲ့ဟုတ်ကဲ့ အချမ်းဖမှန်သူလားကိုဝင်းဟာလေလေမင်းဟာတဲ့မအေးပွင့်နဲ့မင်းဟာတော်တော်လှတဲ့မိန်းကလေးပဲဆိုရည်ကျင်လိုက်တော့ကိုမအဲ့ဒီနဲ့ရုပ်ဆိုးဆုံးမဲ့ကိုကကိုသိတယ်ချမ်းဖမှန်ဖြစ်တတ်တယ်သိလား ဟုတ်ကဲ့ဒါလည်းတော့ပါအဲ့လိုဖြစ်နေတာ အဲ့လိုဖြစ်နေတာအဲ့ဒါ तू ကမင်းစီရမယ်ဆိုတော့ကိုနဲ့ကိုပြုံးနဲ့တခါတည်းဟိုကြက်ကဆန်ခွင်းကိုသွား ဟုတ်ကဲ့ခင်ဗျာ ဘယ်မြင်းလေးနည်းနည်းလိမ်မာလဲငါ့ကိုပြောပါဒါဒီမြင်းရတယ်တဲ့ဟိုဘက်ကိုဇောင်းကနေဟိုကွင်းနဲ့ပြေးတော့ तू ကဖြောင်းနေတာပဲပြန်လဲလှဲလိုက်ကိုပြုံးလိုက်မှမပြီးဆွဲပြေးတာတခါတည်းလူဟာလူတွေချင်းငွင်းနေဝါတွေကြို့ပြီးတနေရာမှာချောင်းလေးအဲ့လိုမမြောင်းလေးလို့ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဒီလေးမှာ तू အရှိန်နဲ့နဲ့ရော့တော့မှတို့ကအဲ့ဒါကြာပြစ်ချလိုက်ရတာပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဒါအဲ့ဒီအတွက်လေ့ကျင့်တာပေါ့ဘာလို့လဲဆိုတော့စင်ကာပူကိုခဏခဏသွားပြီးစင်ကာပူပဲရောက်နေပြီဒါနဲ့ကမနီးစပ်တော့ဘူး ဒါပေါ့ ပြန်အဲ့ဒါရို့ပြန်ရိုက်ရမယ်ဆိုတော့လေ ဟုတ်ကဲ့ အပြန်လုပ်တယ်အဲ့ဒါနဲ့ကဲလို့ကုန်းကြီးပါတည်သွားမယ်ဆိုတော့ तू ကရှိတယ်တဲ့ဟိုမှာတော့တဘာဝကြကြဟာလေးပဲပေါ့လေရှိတယ်တဲ့မတည်နဲ့တဲ့ဟိုကြတော့ကြည့်လိုက်တော့အမလီ तू ကလည်းရဲရဲဆက်ဆက်ခိုင်းတယ်ကိုကလည်းမတည်ခြင်းလို့အဲ့မှာတခါတည်းမြင်းကတရေပြားလေးတခြားပဲရှိတယ် ဟုတ်ကဲ့ ပိုဆိုးတာကချင်းနှင်းငွင်းရလေဩ
အုံးစံဂျိုးအုံးစံဂျိုးလေးကိုချပြီးတော့အမဲခြေထောက်နင်းဖို့အဝိုင်းလေး ဟုတ်ကဲ့ လောက်ထားတယ်အဲ့ဒီဖိုးချွန်းအခုတည်းဒီမြောက်တကုံမြင်းကွင်းမှာရှိတယ်အဲ့ဒါပြီးတော့ဒိုးကတက်လိုက်ကောတက်လိုက်တက်နေတဲ့အချိန်မှာပဲကျိုးကပြတ်ကြသွားတယ်တော့ဝက်ပြတ်သွားတော့သူဘာလုံးမလဲကြီးလဲသူကအောက်ကနေကောက်ပြီးတော့မဲပြန်ဆက်ပြီးတော့ခြီပေးလိုက်တယ်အဲ့ဒီမှာအဲ့ဒီမြင်းကိုသူကချောင်းဘေးမှာကြောက်လုံးကြီးကျူးကျူးပဲ ဟုတ်ကဲ့ ပြီးတော့သူတို့ကလည်းလှဲမြင်းဆိုတော့သူတို့ကဟိုရိုက်မှလေတော်ယုံနဲ့သူတို့ကဒီလိုသွားပြီးတော့ရိုးရိုး၃ချောင်းတောက်ကလေးရေးရနေလေးပဲလွှားကနေကိုတော်တော့ကိုမောင်းယူရတာ ဟုတ်ကဲ့လူကကြောက်တုံးနေကြတယ်မှာသူ့ကိုပြေးခိုင်းတာပြေးလို့မရအဲ့တော့စပြီးပြေးပြီးလွှားကနေတစ်ချက်နှစ်ချက်တောင်မရောက်သေးဘူးဒါရိုက်တာဖြတ်လိုက်တယ်ရက်ဆက်တယ်ကိုယ်တိုင်စီးတာအဲ့မှာကြည့်ပြီးတော့ဦးနေအောင်ကြီးကြတော့လေသူအလိုလိုက်တယ်သူလားဦးနေအောင်အဝေးဆိုသူများစီးတယ်ပေါ့နော်အနီးကြတော့ तू ကအနီးကပ်ကို तू က သူ့အစားဟိုက substitute အနီးကကျ तू ကချတယ်တခါတယ်အဲ့ဒါကြတော့အများကြီးပြတယ်သိလားဒီမှာကို မိုင်းအေးဝင်ဆက်ကြီးလေမိုင်းအေးဝင်ဆက်မိုင်းအေးကအကုန်တိတယ်ကိုဒီအောင်ကနင်းတယ်သူကအရမ်းများတယ် သူပြเสียရှာ တခါကြတော့လေကိုဒီအောင် ထဲမရနည်းနည်းလေး စိတ်ရှိချိန်နေရလို့ဘယ်ချိန်နေသူတို့နှစ်ယောက်မလီအပေးယူလို့လည်းမသိငါမနဲ့လောက်တာမပြောက်ကြတာကန်ကောင်းနေ ဟုတ်ကဲ့ပါခင်ဗျာ ရွေးတာကြောင့်လေအကြောင်းရွေးတာလေတခြားလူရွေးမြင်းမစိတတ်တာနဲ့ကျွန်တော်ရွာလဲမှာမျက်စိတတ်တဲ့ခါကျတော့သူကလုံသွားတာရှိတာဟုတ်ကဲ့တိုက်တယ်ကခုနဟိုတင်းကြီးပြီးမှလားကိုမျိုးအောင်ကေတုမတီမျိုး ဟုတ်တယ်အဲ့ဒါပြီးသွားမှတိုက်တယ်ဝင်တာ မဟုတ်ရိုက်တာသူကနီယူဟိုဘာမှလားကိုချမ်းပါလေကိုတရားတို့နာပါရမီမီးပွားရ လေမဟာဝိစရို မဟာဝိစရိုမှာအဲ့ဒါမှာဂျင်းစပေါင်းလို့ပဲ ဟုတ် အမလီခင်သေးတာတော့တနက်တက်လက်နဲ့အမလီတိုက်ထူလာပါကျွန်တော်ကားမှာကျွန်တော်လည်းတိုက်တယ်အရန် James Bond ပေါ့နော်ကျွန်တော်အဲ့လိုမျိုးထိုးတက်တယ် အနီတန်လုံးဝ action မျိုးစုံနဲ့ကိုတနက်တလက်နဲ့တက်ခဲ့ပါ အဲ့တော့အဲ့ဒါရန်ကုန်မှာပြီးတော့ခုနကေတုမီမျိုးအောင်နေရတယ်အဲ့ဒီစက်တင်ဘာပြီးတော့မှအဲ့တော်ထဲမှာတော်ထဲတော့မှနောက်နေ့ဝါတော့နောက်နေ့ချောင်းအဲ့လိုမျိုးဟိုအဲ့ဒီအဖွဲထဲမှာပန်းသာအဖွဲလားမသိဘူးနော်ပန်းသာအဖွဲအဲ့မှာဟိုဂျိုင်းတောင်းတဲ့လူတယောက်ပါတယ်ဥပဒေဥပဒေကြီးပါတယ်ပြောလိုက်ပါမင်းသမီးရဲ့ကျွန်တော်တို့ကျမနှစ်ပြန်တရက်လောက်နားကျင်တယ်လို့ပြောလိုက်ပါကျွန်တော်တို့နားကျင်လို့ပါကျွန်တော်ဟိုဘင်းသမီးကိုပဲတော့ပြောကြတယ်ကျွန်တော်မပြောရကြဘူးကျွန်တော်ကားရိတ်တုန်းကလည်းအဲ့တိုင်းပဲကျွန်တော်တောင်နဲ့မြောင်းနဲ့သွားနေအောင်ကျွန်တော်ကြိုက်တဲ့နေရာဆိုကျွန်တော်မရဘူးကျွန်တော်မလိုက်နိုင်ကြဘူးကျွန်တော်သွားရိတ်တုန်းကအားလုံးကကျွန်တော်နဲ့အရန်လိုက်ချင်တယ်ဒါပေမဲ့နောက်ပိုင်းကျပြောနောက်ဆိုရင်တရားချုပ်ဆိုနေမလိုက်တော့ဘူးတဲ့ပြန်မနေပါကားလည်းပေါက်တော့ပြန်သွားရအောင်နေပြန်ရအောင်ဖြစ်ကုန်တယ်အားလုံးနာမည်ရကြလေဟုတ်ကဲ့မြင်သွားတော့အမောပြေသွားတာဟုတ်ကဲ့ပါအဲကြောင့်ကျွန်တော်ပြောတာပေါ့ကားမရိုက်ပြီးခင်တော့အားလုံးကတော့ပင်ပန်းမှာစိတ်ကြက်ကြမှာဟုတ်ကဲ့ထွက်လာတဲ့ခါရရင်အဲ့အရာတွေအားလုံးပီတိပဲเนาะအဲ့ဒါလေးကအောင်မြင်မှုอ่ะဟုတ်ကဲ့ပါခင်ဗျာအန်ဒရိုစီကတော့အဲ့ဟိုဘကူတော်တယ်မပါပါဘူးအန်ဒီကအဲ့လိုပြောတယ်မျိုးထဲမှာစီပါယောက်ျားကွာလိုက်ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့အနီတန်လဲတော်တော်လေးအချိန်လေးလဲပေးလိုက်ရတယ်ပြီးတော့အဲ့ထဲမှာရိုက်တဲ့ action ကားတွေဖြစ်တဲ့အတွက်เนาะလုံးဝလှိမ်ချတာတွေ fighter တွေရောအများကြီးပဲလုပ်ရတာဟုတ်စိတ်ကိုတော်တော်တင်းတာလူချမ်းနေနဲ့လည်းပြိုင်ပြီးတော့ဟိုရိုးမတော်ကနေဘောဘင်းကိုလမ်းနေပြိုင်လျှောက်အဲ့လိုပေါ့သူ့ကိုကျွန်တော်တခုချစ်ကျူလာဟုတ်ကဲ့သူ့တခုချစ်တော့ကားတကားတော့တခါကသူမညီရွာဘူးကိုနေအောင်ညီသေးတယ်လုံးဝသူမညီဘူးပြီးရင်သူကအေးဆေးပဲထိုင်းနေရရိုက်မယ်ဆိုသူထွက်လာပြီးရိုက်တာပဲဟုတ်ကဲ့အဲ့တော့အနီတန်ကိုယ်တိုင်ကလည်းဒီဇက်ပေါ်မှာလည်းယူသွမှုရှိမယ်ထင်တယ်เนาะကျွန်တော်ထင်တာကတော့လေဟိုဒီမအေးပွင့်မြင့်မြင့်ဇန်လန်း30ဆိုဝိတုပေါ်မှာလည်းအေးနာမည်နဲ့တင်ကိုဟိုဟာဖြစ်နေတာဇလန်းတော်မှာတအားကြီးမှတ်မိတယ်ဘာရဲလို့မဟုတ်သူခိုင်းရင်လှုပ်လိုက်တာပဲအဲ့လိုမျိုးသူတော့ခဏလမ်းမှာသွားမှဲ့ပြခိုင်းတာဟုတ်ကြောက်ပါပဲအမှတော်စိတ်ဝင်စားအခုချိန်ထိဖြေနေရတော့ဟုတ်ကဲ့ဇက်ခဲမှာတော့ဖွက်ထားတယ်နော်ဟုတ်ကဲ့ဖွက်ထားပါတယ်မပြေပါဟုတ်ကဲ့ပါခင်ဗျာဟုတ်အဲ့တော့ဒါကတော့ကျွန်တော်တို့တွေသူကကြိုပြောတဲ့ဆိုရင်တို့တွေလေဟိုချောင်းထဲမှာရေချိုးတဲ့ခန်းတွေပဲဆိုသူကပြောတယ်အဝေးကနေကြည်ရင်ဝလစ်စလစ်နဲ့ချိုးတဲ့ဘုံဆိုအဲ့ဒါကိုမှအသားရောင်တဲ့အထက်မှာအသားကတ်တွေပေါ့ချုပ်ရတာဖြတ်ခံရတယ်အဲ့လိုမျိုးဖြတ်ခံပဲကျွန်တော်ပြန်သွားရှော့ရတယ်
ကျော်ရှော့တော့သူကလည်းအဲ့တော့ flint ဆိုတော့တေချာပြန်ကြည့်အောင်နော်ကျွန်တော်ဟိုတက်ကိုင်းလေးနဲ့꿰တာလေးတော့ပေးပါတော့ပေါ့ရင်ရုပ်ရှင်သဘောဆိုရင်ဂျန်ကတ်ဖြစ်နေအောင်နော်ခုနလေးတွေရေချိုးနေတယ်ခုနကရုပ်တော့အပေါ်ရောက်ရေကူးတာလည်းမပါဘူးအဲ့ကျွန်တော်အဲ့ဒါလေးတော့ပုံခွင့်ပြုပါဆိုတက်ကိုင်းလေးနဲ့꿰သွားအဲ့ဒါလေးတစ်ချက်ပဲသူ pass ဖြစ်တယ်ကျန်တဲ့သူ play မှာရိုက်တာလုံးဝမပေး ဟုတ်ကဲ့ပါခင်ဗျာဟုတ်လားအဲ့ဒါလေး ဘောကြာဘောတို့တွေထဲမှာ ဟုတ်အခုအဲ့ဇက်ကိုင်းရိုက်တာကြတော့ဘယ်လောက်အချိန်လိုက်ရလဲခင်ဗျာဇက်ကိုင်းတကယ် 6လလောက်ကြာတော့ပြန်လာပြီးတော့မှရန်ကုန်မှာတခါရေကန်နေရတဲ့အဲ့ဒါတွေပေါ့ ဟုတ်ကဲ့6လလောက်ချိန်လိုက်ရ ဟုတ်တယ်သူက special ရိုက်တာဟုတ်ကဲ့ အဲ့ဒါလည်းပြီးတော့အောင်ပွဲပြောပါဦးဘလို့ပတ်စံရတယ်ဆိုတာအမလီ အဲ့ဒါတော့ပြောနေပါနဲ့ကျွန်တော် မပြောမနေနဲ့တော့ပဲဟိုနေ့ကပြောပြပြီးတော့ ကျွန်တော်စပြတဲ့အချိန်ပေါ့နော်ကျွန်တော်စပြတဲ့အချိန်မှာတော့ဟိုချင်းပြောလို့ရှိရင်ကထုတ်ကန်ထိုက်တွေကလည်းမယူဘူးရတာမဝယ်ကြဘူးဟာကျွန်တော်တော်တော်စိတ်သက်ကြတယ် သူ့ရဲ့နာမည်ကို ဟုတ်ကဲ့ဖြစ်မဝယ်ကြတဲ့ခါကျတော့ကျွန်တော်အရင်ဆုံးဘယ်မှာသွားဆန်းလဲဆိုကျွန်တော်မင်္ဂလာတို့စစ်တက်နာလေမင်္ဂလာကြီးမှာကျွန်တော်အဲ့မှာဒါရုပ်ရှင်တိုင်း test လုပ်တာ ဟုတ်ကဲ့ခင်ဗျာ သွားဆန်းတော့အဲ့မှာ black ဆိုတာရှိရလေအဲ့ black ကကလားလေးကကျွန်တော်တွေ့တာနဲ့အကိုကလည်းမိုက်လိုက်တာဘာဖြစ်ညာပဲနော်လေကျွန်တော်ကြည့်လိုက်ပါအောင်လေကျွန်တော်တို့ပြောရင်လွဲခဲ့တယ်တဲ့အဲ့လိုပြောခဏလေးအိမ်နားလိုက်ဆိုကျွန်တော်ဘယ်နားနိုင်မလဲကျွန်တော်စောင့်အောင်အဲ့သူထွက်လာတော့မျက်နှာကိုလုံကြီးနဲ့တုပ်ပြီးတော့တောက်ခေါက်နေဆရာလည်းအစီနားလိုက်တော့ဆိုဟိုမင်းငါ့ကိုရှင်းရှင်းလင်းလင်းပြောဘာနားလိုက်တာလဲမကောင်းလို့လားဗလားငါချက်တန်းအစိတ်ပဲတဲ့အရန်ကောင်းတယ်ကောင်းတာအဲ့လိုပြောလိုက်တော့ကျွန်တော်လည်းဖားပြောတယ်ပဲထင်နေအောင်ဟုတ်ကဲ့အဲ့ဒါရုံတင်တာတော့နေဝတင်းမှာစတင်တဲ့ခါကျတော့ first day first ပွဲပေါ့နော်ဘယ်တော့မှပွဲမှာလူက15ရောက်တော့လူတယ်အဲ့ကျွန်တော်ဟာသွားရင်ဒုတိယပွဲပေါ့နော်ဒုတိယပွဲကျတော့အယောက်30လောက်ဟာမြင့်မြင့်ဆန်း30လူ30လုံနေပြီဒါဟေးထားလိုက်ပါတော့အဲ့ဒီနှစ်ပွဲကစပြီးတော့ဒီတော့ခုရုံစင်းတဲ့အထီးကကျွန်တော်တို့ကဟိုမှာစာအုပ်ထဲမှာ marketing လုပ်တယ်လေဒီနေ့ဆို house school ဆိုရင်ကျွန်တော် star လေးပြတယ်ဒါဒီနေ့2300လောက်ဘယ်လောက်ရောက်ဆိုလောက်ပြတယ်ပေါ့ဟုတ်အဲ့ဒီပထမပွဲဒုတိယပွဲကစပြီးတော့ရုံစင်းတဲ့အထီးကကျွန်တော်စာအုပ်တုပ်လို့ညီရဲနေတယ်star ဖြစ်နေဟုတ်ကဲ့နော်လူပြေတာအဲ့မှာလူတွေတိုးကြပြုတ်ကြပေါ့နော်လူတွေကအရန်များတော့ကျွန်တော်ဒီညွှန်ကြားရေးမှုကပြတ်တာညွှန်ကြားမိရလာပြီးတော့မော်တီရားလေမင်း morning show ယူမလားဆိုတော့ကျွန်တော်နားမလဲဘာပြောတာလဲပေါ့ဟုတ်ဘူး morning ဆိုတော့9နာရီပွဲအထူးပွဲလူမှမပြတဲ့ပွဲအထူးပွဲကိုမင်းကိုပေးမယ်ယူမလားလေဟာယူမှာဘောလို့ရယူမှာဘောဆိုချက်ချင်းလက်မှတ်လာထုတ်စားဆိုချက်ချင်းတင်လိုက်တယ်ရပြန်အောင်ရပြန်တယ်ပြီးတော့ပွဲတွေကပြီးတော့ညနေပွဲလဲပြီးတော့လူကတယုံစာလောက်တတ်ကြတယ်ကျန်တဲ့အခါအဲ့လိုပဲလာပြောပြန်ထပ်ပြအောင်လားဆိုပြိဿကိုမေးရတော့ခင်ဗျာကြည့်မလားကြည့်မယ်ဆိုရင်မတွဲတိုးပေးမယ်ကြည့်မယ်ဆိုတက်တိုးလဲအောင်၄ပွဲ၅ပွဲ၆ပွဲ morning show အဲ့ကျွန်တော်ကားစားလိုက်တာပဲကျွန်တော်ကားစားပုံမှန်ပြနေတဲ့အချိန်တွေကနေပြီးတော့ထပ်တိုး morning show ဆိုပြီးနောက်တစ်ခါအဲ့မှာပြီးတော့အပြင်တက်တိုးပဲလူကထပ်ပေါ်နေသေးတယ်ထပ်ပေါ်နေတော့ကျွန်တော်အရင်တော့လှလို့ဗဒေတာလို့မျိုးပတ်မှာရှိတော့ဟိုဘက်မှာဟေးအောင်မင်းတို့လူအယောက်20လောက်ရှိတယ်ပေါ့လားခေါ်လာခဲ့ဆိုဟုတ်ကဲ့ကျွန်တော်ကပြောတယ်ကားကလုံးဝပေးစရာမလိုပါ free ပို့ပေးမယ်ဆိုတော့ဘတ်စကားကြီးခါပြီးတော့ကျွန်တော်ပိုက်ပို့ပြီအဲ့လိုပြောစရာကြီးအဲ့လိုထိတကယ်ပြောကအဲ့ဒီမှာတော့အပြင်တော့ထွက်လို့မရဘူးသူမပြောနဲ့အဲ့ဒီမှာတော့အပြင်ထွက်လို့မရအောင်လက်တွေလိုက်ကိုင်းဟုတ်လားလက်တွေလိုက်ကိုင်းဟိုတောင်ပြုံးသွားတာလေတောင်လက်တွေလိုက်ကိုင်းဘာလို့ကြတာနော်ဘာလို့လဲအဲ့ဒီမှာအဲ့ဒီကားပြနေတာโอเคကိုနေအောင်တော့လေကားယုံကြည့်တော့လေလာတာပေါ့နော်သူရုပ်ချက်သူကလည်းပြစ်ပေါ်တာလာအဲ့မှာအယူမတယောက်ကလေကိုနေအောင်ချစ်ပြီးတော့လေဘာကကြီးဆိုသူထွက်ပြေရောนี่လေသူလာလိုက်အယူမသူအသေးဖက်တာဘာကကြီးဆိုအသေးဖက်တာသူအဲ့မှာမလာတော့ဟာဘာကနေတိုင်းရောက်နိုင်ဖြစ်သွားတယ်ယူမဖြစ်သွားအဲ့တော့ကျွန်တော်ကားတွေကပြောမယ်ဆိုရင်တော့လေတကယ်ပါဖလင်ဆိုတဲ့အတိုင်းကျွန်တော်4ကော်ပီပဲရတယ်4ကော်ပီရနေ5ကော်ပီကူကဇီးကုန်းဆိုရင်ကျွန်တော်အရန်ကူညီတယ်ဇီးကုန်းကကိုနော်ကိုပါမှုကိုပူလို့အရန်ကူညီရတဲ့ကျွန်တော်ဟိုတပတ်ပဲသူတို့မှပြလို့ရတယ်လေအဲ့တော့ကျွန်တော်တပတ်ကိုပတ်စံလုံးဝမယူဘူးဒါမြတ်တာလက်ဆောင်ပေါ့နော်တပတ်တော့ပြဆိုနောက်ဆုံးဖလင်ပြန်မပြီးတော့တစ်လ2လပြတာတောက်လျှောက်အဲ့ကျွန်တော်မလောက်တော့ဇီးကုန်းမှာပြအဲ့ဇီးကုန်းမှာပြတာ4ရက်တည်းပြရတယ်တပတ်တည်းပြရတဲ့နေရာမှာသူ2လပြသွားပြသွားတဲ့တက်မလို့ကျွန်တော်ဖလင်ဖုံးပြန်မပေးနိုင်တော့ကျွန်တော်ဒီဘက်မှာတကော်ပီထက်ကူရပြန်အောင်အဲ့ရတဲ့မြို့တွေမှာတစ်လဆို2လဖြစ်သွားတယ်သိလားတပတ်ဆိုရင်3ပတ်ဖြစ်သွားတယ်သူရန်ကုန်မှာတွေမဟုတ်ဘူးရိုက်ခဲ့တဲ့ဒေသတွေမှာပါနဲမှာပို့ဆိုတယ်ဟုတ်ကဲ့ရန်ကျင့်တိုးဟုတ်ကဲ့ကြိုတင်လက်မှတ်ဆိုလဲဒီတိုင်းပဲသွားကြိုတင်လက်မှတ်ဆိုတာရောင်းတိုင်းကုန်လို့နောက်ဆုံးကျရင် VIP ဆိုပြီးတော့3တန်း2တန်းကတော့ခြံလာရတယ်လူကြီးတွေလာလို့မရှိလို့ရှိရင်ကျွန်တော်ပြတ်တာတော့အဲ့လက်ကကောင်နေဆိုရင်ကလေးတွေဆိုရင်လေကျွန်တော်ကသူတို့တွေ့ခဏလာပါအောင်ဆိုကျွန်တော်တွေ့ထုတ်ပြီးတော့သူတို့ဆိုလက်မှတ်ယူပါဆိုတော့နောက်နေ့ပြန်လုပ်ပေးမယ်ဆိုလည်းမရအောင်သူတို့ကအဲ့လောက်ထိပေါ့နော်ဟိုဟာဖြစ်တာဟိုခုနကလည်းပေါ့ဟို
ကျွန်တော်ရိုက်တဲ့အထဲမှာတော့ခုနကတော့ဒါ second ပေါ့နော် second ဆိုမှ second မှာ first လဲရပါတယ်ဒါပေမဲ့ first ကတော့ကိုနိုင်ကြီးတော့မဟုတ်ဘူး second ကျတော့ကိုနိုင်လောက်ရပြီးတော့ဒီလူတွေနဲ့လောက်ပြီးတော့ဒီလောက်ထိဖြစ်သွားတယ်ပေါ့နော်ဆိုတော့အားလုံးပေါ့နော် ဟုတ်ကဲ့ပါကတော့မကြောက်လေးတစ်ခုဖြစ်သွားပါတယ် တကယ်လည်းမကြောက်ဖြစ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ generation ထိကိုကျွန်တော်တို့ဒီခေါင်းစဉ်ကြားလိုက်ပြီဆိုတာ ਨੇ ထူးခြားပြီးတော့ဒီဇက်ကားရဲ့တင်ဆက်မှုတွေကိုကျွန်တော်သိသဘောကျခဲ့ရတာမအေးပွင့်မြင့်မြင့်ဆန်းလမ်း30ဆိုရဲခေါင်းစဉ်ကစီးနေတာ ဟုတ်ကဲ့ ကြားလိုက်တာနဲ့ကိုကျွန်တော်တို့ဟို perfect ဖြစ်သွားတယ်စိတ်ထဲပါဆိုတော့ဘာဖြစ်ဒီလိုမျိုးဂုဏ်စရာကောင်းတဲ့ရုပ်ရှင်ဇာတ်ကားကြီးကမှာပါဝင်တဲ့ဒီပညာရှင်တွေ actor တွေနဲ့ကျွန်တော်တို့ဒီနေ့မှာဒါတွေ့ဆုံပြီးတော့အခုလိုစကားပြောခွင့်ရတယ်ကျွန်တော်အင်မတန်မှဝမ်းသာပါတယ်အဲဆိုတော့ထင်ရှားအောင်မြင်နှောက်ရှင်စီစဉ်ကိုကြည့်နေတဲ့ပရိသတ်တွေအနေနဲ့လည်းတကယ်ဒီကားကြီးကိုစူးစမ်းခဲ့ကြတဲ့သူတွေရဲ့ပြောပြချက်တွေကိုပြည့်ပြည့်စုံစုံလေးနားထောင်လိုက်ရတော့ကျင်းနေကြမယ်လို့လည်းထင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့လာမယ့်စီစဉ်ကြရင်လည်းကျွန်တော်တို့ပရိသတ်တွေနဲ့အတူတူဒီဇက်ကားကြီးမှာပါဝင်တဲ့ဇက်ဝင်ခံတခန်းချင်းစီကိုပြန်ကြည့်ပြီးတော့အခုအသက်အရွယ်နဲ့အရင်တုန်းကကိုယ့်ရဲ့လှုပ်ရှားခဲ့မှုတွေဘယ်လိုရှိမလဲဆိုတာလေးကိုကျွန်တော်တို့အတူတူလေးခန်းစားကြည့်အောင်နော်ဒီလောက်လာတဲ့မင်းကလေးကိုတတ်မှာနှမျောစရာကြီးကွာဘာမြင်မောစပယ်ရင်းမဲ့လီတေးချပုကောင်းတာပဲနော်ချမ်းသာပေးပါနော်အကိုရဲ့အသက်ပါနဲ့နော်အေးမင်းမတပ်ပါဘူးဒါပေမဲ့မိခါကပန်းနဲ့တနောက်ဖြုတ်ချလိုက်ပါဦးများဆိုအဲ့အချိန်မှာအဲ့မြင်းကောင်တက်တာမြင်း30တက်လာပြီးဆင်းသွားတယ်အဲ့တော့အဲ့နေလုံးကြီးလိုချင်တာနေလုံးအကြီးဆိုကင်မရာမန်ကလည်းပြောပြပဲဒါပေမဲ့ကျွန်တော်အားလုံးအလိုလိုက်ကြတော့ဗောနော်လိုလိုက်ကြပြီးတော့ကျွန်တော်တွက်လိုက်တယ်ဒီနေရာမှာတိုင်ဆိုင်တယ်ကျွန်တော်တို့ကဇီးကုန်းမှာသွားရတဲ့အခါကျတော့နေရာတွေကအရန်ဝေးတယ်ဝေးတော့ကျွန်တော်လည်းမမှတ်မိတော့ကျွန်တော်လမ်းပြကိုခေါ်ပြီးတော့ကျွန်တော်သူ့ကိုပြောလိုက်တယ်မင်းငါ့ကိုတသားဆို့စီလေးဟိုဟာပေါ့10ခုလောက်ယူလာခဲ့နော်စေးပုံ3ပုံယူလာလို့ပြောတယ်သူဘာမှမသိဘူးရောက်တာနဲ့ကျွန်တော်ကြိုက်တဲ့နေရာဆိုငုတ်ဆိုင်လိုက်တယ်စေးတုပ်လိုက်တယ်ပြီးရင်ကျွန်တော်မှတ်တယ်အဲ့တော့လည်းဓာတ်ပုံတွေဘာမှမရှိဘူးစာရေးနာမည်မှတ်အဲ့တော့ကျွန်တော်သွားရိုက်မယ်ဆိုရင်လမ်းပြကိုပြောလိုက်ငါအနီလို့ပြောလိုက်ရင်တော့အခုဒီဘက် လူချမ်းရဲ့ပခုံးပေါ်ကိုတက်ရက်ပြီးတော့အနောက်ဂျွန်းပစ်တာတကယ်တမ်းအဲ့ဒါ substitute ကိုတက်ရက်ခိုင်းပြီးတော့အနီးကတ်တယ်လို့ရိုက်တာတော့အတက်ရိုက်လိုက်တာတော့ကိုပဲဂျွန်းပစ်လိုက်တာတယောက်ပေါ့နော်ဟုတ်မယ်အဲ့ဒီတယောက်ကလေအသားဖြူနေတဲ့ဘိုက်ကဖြူနေတော့အဲ့ကရင်အင်းကြီးလန်သွားပြီးဘိုက်သားပေါ်သွားတာအမလေးမင်းသမီးဘိုက်သားပေါ်တယ်ဆိုတော့အော်အဲ့လိုမျိုးဖြစ်သွားသေးတယ်တောက်ကြနေပြမယ်ဟောကြာသာမနေ့ကျမှ booking ထိုင်ပြီးတော့ဥတီယာကျော်ဆိုကားလေ Friday မှာရတယ်တဲ့ဟာကျွန်တော်က ready မရှိတော့ပုံတွေပါမရှိတော့ကိုယ်ပြီလေနေတွေရောက်ဟုတ်ကဲ့ဒါနဲ့ကျွန်တော်ပကြီးမောင်မောင်စီကိုသွားတယ်သွားတယ်ကုန်းမောင်ဆိုကုန်းမောင်ပြောတယ်မနေ့ပြင်တင်မဲ့ဟာဗျာတဲ့ဒီနေ့ဆွဲခိုင်းလို့ဘလို့ရမှာပဲတခုတော့ရှိရဲလေကနေဒါတို့ရေချိုးတဲ့ပုံတစ်ပုံတော့ဆွဲလို့ရမယ်ဆိုတော့ချားထဲလို့မရဘူးလေကိုနေအောင်လည်းမထည့်အောင်လူဆိုလည်းထဲဖို့အချိန်မရဘူးဟုတ်ဗျာသူကတော့အလွတ်ရနေပြီသူ့ပုံကြီးဆွဲနေရတော့အလွတ်ရနေဟောအဲ့ရေချိုးတဲ့ပုံတော့ရတယ်ကိစ္စမရှိဘူးမာကြီးဝင်မြင်စမ်းလမ်း30ခင်ဗျာထုံးပိုင်တော့ပြီအဲ့ကျွန်တော်ဆွဲခိုင်းလိုက်ကျွန်တော်လည်းနီးလေးရေချိုးတယ်သွားတယ်ကျွန်တော်ကန်တော်လေးမှာ office ကိုအဲ့ကျွန်တော်သွားတယ်ကွာသူလည်းဆွဲချပါတယ်ဆွဲပြီးလည်းပြောမယ်ယူတော့ဆိုအဲ့ကျွန်တော်ဝေစီယာမှာကတ်တယ်လွတ်မြောက်လာရရှိနိုင်မလား